ဒေသနာဓမ္မစကြာတရားဒေသနာတော်ဒီကနေ့ညတပါးသဘင်ခန္ဓာကိုရွှေဘုန်းတော်သခင်ရှင်တော်မြတ်ဘုရားဤမဟာကရုဏာကုံကိုအာယုပြုကာတိကျဖွဲ့ဆိုအပ်သောဝန္ဒနာပနာမအာတိတဂါထာကိုယူဆိုပူဇော်ခြင်းဖြင့်စတင်ကြရအောင်ယောကပကောတိဟိပိယပမေယံကာလံကရွန်တောတိဒုက္ခရာလိခေရံကတောလောကဟိတယာနာထောနမောမဟာကရုဏိကတတတ္တယောနာထောဝိနိယမြာစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာခြင်းရှင်တော်မြတ်ဖရာသည်ကပ္ပဂောတိဟိပိဂရေကဘာအရေးအတွက်တင်ချာတို့ဖြင့်တော်လဲအဘယ်မေယံရည်တွေတိုင်းတာဖော်ပြခြင်းငါမစွမ်းနိုင်ပါသောကာလလေးအသင်ချေသိမ့်နေကဘာရှိကြသောကာလပတ်လုံးလောကဟိတယတတ္တလောကဤအကျိုးစီးပွားအလုံးငါအတိဒုက္ခရာနိဥ္စာတဲ့ချေလဲအင်္ဂါမေတ္တာကြီးမှသမိတာနှင့်တထာဇနေစွန်ခြင်းကြီးဟုကျတိထဝေငါးသွဲအစုအလုံးခဲရင်တော်မူတော့ကိုကရွန်တော်ဖျားဖြစ်ရန်ဤတန်ကြိုးကိုအာထုတ်တော်မူရသည်ဖြစ်၍ခေရန်လက်ချေမျက်လုံးအသက်ဆုံးရဲ့နှလုံးစိတ်ဝံကိုရောဤပင်မညင်းတို့ကတောဘဝတဏ္ဍကျိန်ဖန်များစွာရောက်တော်မူခဲ့ရရှာလေးပြီမဟာကရုဏီကတတတ္တဝါများယင်ဝေသားကဲ့သို့တနာချစ်ခင်မဟာကရုဏာရှင်ဖြစ်တော်မူသောတသနာတသဝိနည်းများစွာတတ္တဝါဤချမ်းသာစီးပွားလိုလားတောင်းတဂုံပေါင်းခါသည်ဖြင့်နာထမြညာထိုးရှင်တော်မြတ်ဖရာအားနမောယုတိပြောင်းပြော့မှန်ကိုလျော်၍ကရောယုကျိုးရှိခိုးခြင်းသည်အတုဘဝတုစင်စစ်မသွေဖြစ်ပါစေတည်းသစ္စာဒေသနာဓမ္မစကြာအပိုင်းနှစ်ဓမ္မစက္ကပါဠိစကားကိုမြန်မာလူမျိုးတွေကဓမ္မစကြာလို့ဒီလိုသုံးလိုက်တော့စက္ကဆိုတာနဲ့စัจ जा ဆိုတာချင်းဗမာလူမျိုးတွေသိတဲ့စัจ जा ဆိုတာလဲနေတဲ့အရာကြီးကိုခေါ်တာနော်လေတိုက်လို့လဲနေတဲ့စัจ जा ကြီးကိုစက္ကဒီနေရာမှာစัจ जा လို့ဗမာစကားဒီလိုသုံးထားပြီပဲလို့စက္ကဆိုတာကလှဲပြီးတို့ကားပြီးတို့ပေါ့လေရှင်းတော့လှဲနေရှိတာဆိုလှဲပြီးပေါ့အဲ့ဒီလှဲပြီးကိုစက္ကလို့ခေါ်တာပဲတနည်းအားဖြင့်လဲပတ်ပြီးတော့ဖြစ်တဲ့အရာတွေကိုစက္ကလို့သုံးတာသို့သောစัจ जा မင်းလို့ခေါ်တဲ့အခါကျတော့စัจ जा ဆိုတာလည်းပဲစက္ကလာတာပဲဘာဖြစ်လို့စက္ကကိုစัจ जा ဖြစ်သွားတော့လို့စကလုံးရဲ့အရင်းမြစ်လိုက်ပြီးတော့ရှာကြည့်လိုက်မယ်ဆိုလို့ရှိရင်ပါဠိစကလုံးအစစ်ကအမှန်ကစက္ကပါဠိဘာသာနဲ့ဆင်စင်တူတဲ့အိန္ဒိယနိုင်ငံရဲ့ဘာသာတစ်ခုဖြစ်တဲ့တက္ကတဘာသာလို့ခေါ်တယ် Sanskrit လို့လည်းခေါ်တယ်ပေါ့အဲ့ဒီဘာသာကြတော့သူကစက္ကလို့မဟုတ်ဘဲနဲ့ကျက္ကရလို့ဒီလိုခေါ်တယ်သူတို့အတန်တွင်းနဲ့ကျက္ကရအဲကျက္ကရကဗမာကစလုံးကိုသူတို့ကကြလို့ဖတ်တယ်ဗမာကစတန်ဖတ်တယ်အတန်မတူဘူးပေါ့နော်ဒါကတော့စကလုံးတွေမှာဒီလိုအတန်မတူညီမှုတွေရှိတယ်အဲ့တော့သူတို့စီကလာခဲ့တဲ့ကျက္ကရစက္ကကိုဗမာကစလုံးတန်နဲ့ထွက်တယ်ဟိုအိန္ဒိယနိုင်ငံတို့အခြားနိုင်ငံတွေကြတော့ကျက်ကလို့ဖတ်တယ်
rồi India ka Sanskrit jaro chakra mà cao chakra u bama biga ne bi ro khol lai do chakra sakra ga ni sajja phit la de lu pyo nain da po no takae ga ro bi be le bi le pat bi ro phit nede aya takhu ko yin nyွန်းbi ro sakka lo tong de di neya ma dhamma sakka soda ba dong lo bwon ji doအရင်တစ်ပတ်ကဟောခဲ့ပြီဓမ္မစက္ကဆိုတာပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်လို့အဲ့ဒီပฏิဝေဒဉာဏ်နဲ့ဒေသနာဉာဏ်နှစ်မျိုးကိုဓမ္မစက္ကလို့ဒီစကားလုံးကဖော်ညွှန်းထားတယ်လဲပြီးကိုပြောတာလည်းမဟုတ်ဘူးစัจ जा ကိုပြောတာလည်းမဟုတ်ဘူးပฏิဝေဒဉာဏ်ကြီးကိုဓမ္မစက္ကဒေသနာဉာဏ်ကိုဓမ္မစက္ကအဲ့တော့ဘုရားအလောင်းတော်ဟာဘုဒ္ဓဝေမှာလာတဲ့အတိုင်း29နှစ်အရွယ်မှာဌိနန်းကဆွန့်ခွာပြီးတော့ယဟန်ပြုခဲ့ပြီးတဲ့နောက်မှာထိုခေတ်ကထူးခြားထင်ရှားတဲ့အလာရကာလမတို့ဥရကရာမဗုဒ္ဓတို့စီမှာသမထကျင့်စဉ်တစ်ခုကိုကျင့်လို့အာဂိစဉ္ညာရဏဇံအဆင့်နေဝတ္တဉာဏသဉ္ညာဇံအဆင့်ကိုပေါက်ရောက်ပြီးတဲ့အခါမှာအဲ့ဒီဇံရဲ့လမ်းဆုံးဟာအာဂိစဉ္ညာရဏဘုံနဲ့နေဝတ္တဉာဏသဉ္ညာရဏဘုံမှာပဲလမ်းဆုံးတယ်အမတမသေးရာနိဗ္ဗာန်မဟုတ်သေးဘူးလို့ဆိုပြီးတော့အဲ့ဒီကျင့်စဉ်ကိုစွန့်ပယ်ခဲ့ပြီးတော့ခါထူးခြားတဲ့အသိဉာဏ်တစ်ခုကိုရရှိဖို့အတွက်ခန္ဓာကိုယ်ကိုပင်မဆင်းရဲခံပြီးတော့ဒုက္ခရစရိယာလို့ဆိုတဲ့အကျင့်ကိုကျင့်တယ်အဲ့ဒါဒုက္ခရစရိယာကိုလွယ်လွယ်ခေါ်တဲ့ပုဂ္ဂိုလ်တွေကဒုက္ခစရိယာလို့ဒီလိုသုံးတတ်တယ်အမှန်တော့ဒုက္ခရဆိုတာလုံနိုင်ခဲ့တယ်တမန်ကလူတွေမလုံနိုင်ဘူးစဉ်းစားလို့တော့မရဘူးအမတန်လုံနိုင်ခဲ့တဲ့အကျင့်ကိုဒုက္ခရအဲ့ဒီဒုက္ခရအကျင့်ကျင့်ပုံကိုအရင်ဘတ်တုန်းကပြောခဲ့ပြီနော်ခန္ဓာကိုယ်ကြီးကကျမ်းမာရေးထိခိုက်ပြီးပိန်ချုံပြီးတော့အာယနေကုန်ခန်းလို့လဲကျသွားတဲ့အဆင့်ထိအောင်ဆင်းရဲပင်ပန်းခံပြီးဒုက္ခရစရိယအကျင့်ကြီးကိုပြင်းပြင်းထန်ထန်ကျင့်ကြံအားထုတ်ခဲ့တာနောက်ဆုံးကြတော့ဘုရားအလောင်းတော်ပြန်စဉ်းစားလိုက်တယ်အေးဒီအကျင့်နဲ့ကတော့ငါလိုချင်တဲ့အသိဉာဏ်ရမှာမဟုတ်ဘူးတခြားနိလန်းကသာလေဒီအသိဉာဏ်ကိုရနိုင်တဲ့နိလန်းဖြစ်တော့တယ်ငါကန်းကုံလန်းကုံကျင့်ပြီးပြီဘာဉာဏ်တူးမှမရဘူးဆိုတော့ဒီအကျင့်ကမဟုတ်သေးဘူးတိယအညောမေခောဘောဓာယအသိဉာဏ်တစ်ခုအတွက်အညောမေခောတခြားနိလန်းဟာတိယဖြစ်နိုင်ရတယ်သူ့ဘာသူစဉ်းစားတာဒီနည်းကတော့မဟုတ်တော့ဘူးအသိဉာဏ်တူးရဖို့အတွက်ဘုရားလောင်းဟာကျင့်တာဘောဓိဉာဏ်အတွက်ဒီလိုဆင်းရဲခံပြီးတော့ကျင့်တာဉာဏ်ဟာဖြစ်ပေါ်ပြီးတော့မလာဘူးတဲ့ပင်မနာပဲဖတ်တင်နေပေါ့အဲ့ဒါကြောင့်မို့လို့ဒီလမ်းတော့မဟုတ်နိုင်ဘူးလို့စဉ်းစားရင်းကနေခေါင်းထဲမှာဘာပေါ်လာတော့ဆိုငါငယ်ငယ်တုန်းကခမည်းတော်မင်းတရားကြီးလေတော်မင်္ဂလာလှုပ်တဲ့အချိန်မှာတပြေပင်အောက်တူးတဲ့သိပ်ထားလိုက်တဲ့အချိန်လေးမှာဘဝကအလေးကျင့်ရလာလို့စိတ်ကလေးကိုနှာခေါင်းကရှူးနေတဲ့လေကလေးပေါ်မှာပုတ်လွတ်ပြီးတော့အာယုံပြုတ်လိုက်တာနဲ့ပဲပထမဇန်အဆင့်ကိုရသွားအဲ့ဒီပထမဇန်အဆင့်လေးဟာအကုသိုလ်တွေလည်းမပါဘူးကာမဂုဏ်စိတ်တွေလည်းမရှိဘူးအကုသိုလ်တွေကကင်းကွာလွတ်လပ်ကာမဂုဏ်စိတ်တွေကကင်းကွာလွတ်လပ်ပြီးတော့နာသီးကြားမှာထိပြီးတော့နေတဲ့ထွက်လေဝင်လေလေးကိုအာယုံပြုတာနဲ့ထွက်လေဝင်လေလေးပေါ်မှာအာယုံပေါ်စိတ်တင်ပေးထားတဲ့ဝိတက်ကလေးရဲ့ဆင်ញင်သုံးသပ်နေတဲ့ဝိစာရလေးရဲ့စိတ်ထဲမှာကျဉ်တ်နှစ်သက်နေတဲ့ပီတိရဲ့တကုံလုံးသိမ့်သိမ့်တုံအောင်ချမ်းသာနေတဲ့ဒုက္ခရဲ့စိတ်တည်ငြိမ်နေတာလေးရဲ့ဒီအခြေအနေလေးတွေသူခံစားခဲ့ရဘူးလေပေါ့ငယ်ငယ်လေးမှာအဲ့ဒီလမ်းကြောင်းကိုမထင်မှတ်ဖဲနဲ့ရောက်သွားတာအဲ့ဒါလေခေါင်းထဲမှာပေါ်လာတယ်အဲ့ဒီလမ်းကမှငါလိုချင်တဲ့အသိဉာဏ်ကိုပေးနိုင်တဲ့လမ်းဖြစ်ကောင်းဖြစ်လိမ့်မယ်လို့
စိတ်ထဲမှာတွေးမိတော့ဟုတ်ပြီအဲ့ဒီလမ်းဟာသေချာတယ်ဒါပေမဲ့အဲ့ဒီအခြေအနေမျိုးရောက်ဖို့ရအတွက်ဒီလိုကျမ်းမာရေးချိုးတဲ့ပြီးတော့နေတဲ့ခန္ဓာကိုယ်အာရင်ကုန်ခန်းနေတဲ့ခန္ဓာကိုယ်ကြီးနဲ့လုံးလို့တော့မဖြစ်သေးဘူးအာရင်ပြန်ပြည့်အောင်ကျမ်းမာရေးပြန်ကောင်းလာအောင်ကျင့်အောင်မှပဲအစာပြန်စားမယ်ကျမ်းမာရေးကိုပြန်ပြီးတော့တိဆောက်မယ်လို့ဒါလည်းသတိထားစရာကောင်းတယ်ပေါ့နော်ခန္ဓာကိုယ်ကျမ်းမာဖို့ကလည်းအမြဲတမ်းအရေးကြီးတယ်တရားရဖို့အတွက်ဒါဟုတ်ဗราဏိအင်္ဂါတရား၅ပါးထဲမှာဆိုရင်မြတ်စွာဘုရားကိုယ်တိုင်ကဟောတာအေးယောဂဝေဒနာကင်းပြီးတော့ကျမ်းမာခြင်းနဲ့ပြည့်စုံရမယ်မကျမ်းမာတရားအထုတ်ခြင်းနဲ့ဆိုရင်မပြည့်နိုင်ဘူးမကျမ်းမာပြီဆိုမှတရားထုတ်လို့ကမလွယ်ဘူးတဲ့ဒါကြောင့်မို့လို့ကျမ်းမာရေးကောင်းတော့ဟာဒီတရားတွေကအထုတ်ရမယ်တရားတွေပေါ့ဘုရားလောင်းတော်ဟာဒီလောက်ကျမ်းမာရေးချိုးတက်နေတဲ့ခန္ဓာကိုယ်ကြီးနဲ့ငါဒီတရားဒီကျင့်စဉ်ကိုပြန်ကျင့်ဖို့မလွယ်သေးဘူးဒါကြောင့်မို့ကျမ်းမာရေးကိုပြန်တိဆောက်အောင်မယ်လို့ဆိုပြီးအဲ့ဒီနေရာစပြီးအစာပြန်စားတယ်ဆွမ်းငံပြန်ထွက်တယ်ဆိုတော့အနန္တမှာဝကြီးငယ်ပြုနေကြတဲ့ပိဿဝဂီတွေကစိတ်ပြက်သွားတယ်ပိဿဝဂီတွေကဘလို့တွေးမိတော့ဆိုဟာပဓာနာဝိဗ္ဗံတော်တကယ်ကျိုးပန်းအထုတ်နေတဲ့လုပ်ငန်းကြီးကို तू ဆုံးလွတ်လိုက်ပြီမလုပ်တော့ဘူးဒါတော့ခက်ခဲရင်ကျင့်တယ်မှတရားဓုမရဘူးဆိုရင်အခုဆုံးခံပြန်စားနေပြီဒုက္ခရစရိယာကျင့်ကြီးကိုလက်လွတ်လိုက်တာဒုက္ခရစရိယာကြီးကျင့်တာတောင်မှပဲတရားဓုမရဘူးဆိုရင်မျောလင်းချက်တော့မရှိတော့ဘူးတို့အရင်တော့သူတို့ကဘေးရင်ဟောခဲ့တဲ့ပုံကိုယ်တွေကိုဘုရားအလောင်းလေးဖြစ်တော့ကအေးဘုရားဧကံဖြစ်ရမယ်လို့ဘေးရင်ဟောခဲ့တဲ့ပုံကိုယ်တွေကိုဟောခဲ့တဲ့ဘေးရင်တောင်မယုံတုံဖြစ်လာပြီးတော့ကဲအခြေအနေတော့မဟန်ဘူးအနာနာတို့နေလို့တော့မစွန်းမဟန်တော့ဘူးတို့မျောလင်းချက်တွေဝေးသွားပြီဆိုပြီးတော့ဥရဝေလတောကနေပြီးတော့ဗာရဏသီဘက်ကိုထွက်သွားကြတယ်မနေတော့ဘူးအနာနာအဲ့ဒီမနေခြင်းဟာသိကောင်းသွားတယ်ဘုရားအလောင်းလေးကိုမနေခြင်းကအကျိုးပြုလိုက်တယ်ဘာတော့ဆိုတူဒီလွတ်လပ်မှုဆိုတာလေးရသွားတယ်ငကိုတော့ကတော့သူတို့ကလာပြီးတော့ကြည်နေကြတာဟွာလေးလှုပ်ပေးဒါလေးလှုပ်ပေးဆိုတော့အာယုံပြက်ပြားတယ်ဒါမို့ကပ္ပနာထုတ်ရင်အဖော်ကလေးနဲ့မထုတ်နဲ့တယောက်တည်းထုတ်အောင်ဒါမို့ရှင်းတော့ဧကစာရီကျင့်တယ်ခုခေတ်တော့အဖော်နဲ့ထုတ်ရင်သိမလွယ်လို့နဲ့ဒီပါနဲ့ group meditation ဆိုပြီးတော့အစုလိုက်ထိုင်နေကြတယ်နော်အဖော်နဲ့အသင်းနဲ့တယောက်တည်းကြတော့တစ်စီကကြောက်သေးတာဟောအဲ့ဒါလို့ဘုရားအလောင်းလေးကြတော့ပိဿဝဂီကြီးထွက်ခွာသွားတာဟာသူ့အတွက်ကောင်းဆုံးသောချမ်းတစ်ခုပဲ။ဘာဖြစ်လဲဆိုကာယဝိဝေကခန္ဓာကိုယ်အနေနဲ့လွတ်လပ်မှုအပြည့်အဝရတာ။လူဆိုတာတရားအထုတ်ရင်ကာယဝိဝေကဆိုတာရှိရမယ်။ကာယဝိဝေကဆိုတာတူးတည်းနေတာဘယ်သူမှမရှိဘူး။အဖော်ရှိရင်အဖော်ကိုသွားတွေးတယ်လေ။ကိုယ်ကတရားထုတ်နေမယ်ဟေးဒီကောင်ဘာလုပ်နေတုံးသွားတွေးခြင်းတွေးနေတာ။ကြောက်တတ်တဲ့လူဆိုငါနာမှရှိရလားတခြားများထသွားလားဆိုတာဒီစိတ်ကလွင့်เสียဖြစ်တယ်။ဩဘယ်သူမှမရှိဘူးတယောက်တည်းနေရခြင်းရဲ့အရသာကိုမြတ်စွာဘုရားတခါဟောတယ်။တယောက်တည်းနေရတာတဲ့အမတန်မှချမ်းသာတယ်တဲ့။ကုံပြောရမယ်ဆိုရင်နောက်ဖေးနောက်ဖီသွားရတာတောင်လွယ်သေးတယ်။ဒါမှန်တာပဲ။နှစ်ယောက်နေလို့ရှိရင်သူများမြင်နေမလားဆိုပြီးတော့ကြည့်နေရသေးတယ်။ဟောတယောက်တည်းကျတော့ကြည့်စရာမရှိတော့အဲ့ဒီမှာတော်ထဲမှာနေတယ်ရှေ့မျောကြည့်လိုက်ဘယ်သူမှမရှိဘူးနောက်လှည့်ကြည့်ဘယ်သူမှမရှိဘူးအေးအဲ့ဒီချိန်မှာချမ်းသာဆုံးပဲလို့ဘုရားဟောတာလွတ်လပ်ဆုံးပဲချမ်းသာဆုံးပဲဘယ်သူမှမရှိကောင်းတယ်ဆိုတဲ့အနေမျိုးတာမန်ပုရုဇဉ်ပုဂ္ဂိုလ်တွေကတော့ဘယ်သူမှမရှိပြင့်တယ်သူတယောက်တည်းဆိုမနေနိုင်ဘူးနော်လုံးပြီးဖြစ်တယ်ဆိုပြီးတော့ခုကိစ္စသာဆိုသေးတယ်တယောက်တည်းမနေတတ်တဲ့အခါကျတော့ဖုံးလေးကောက်ဆက်တယ်ဆက်သွယ်မှုကတော့လုံးနော်အဲ့ဒီမှာကာယဝိဝေကရသွားတယ်ကာယဝိဝေကရသွားတော့စိတ်တဝိဝေကရဖို့ရအတွက်တရားကျင့်အဲ့တော့ပိဿဝဂီတွေထွက်သွားတာအလွန်ကောင်းတယ်ဘယ်ချိန်လောက်ပိဿဝဂီတွေထွက်ခွာသွားတော့ဆို
ကဆုံလာပြိခံဒီကဆုံလာဇန်းလောက်ထွက်သွားတယ်လို့မှတ်ရမှာပေါ့အဲ့ဒီချိန်မှာဘုရားလောင်းဟာတပတ်နှစ်ပတ်ခန္ဓာကိုယ်အားအင်ရှိအောင်နို့တဲ့အကျမ်းမာရေးလည်းအလွန်ကောင်းတယ်ကံတရားရဲ့တည်ဆောက်မှုခန္ဓာကိုယ်ကလည်းအလွန်ကြန့်ခိုင်တယ်ပင်မခံလွန်းလို့သာဒုက္ခရောက်သွားတာကိုပြန်ပြီးတော့အစာရည်သာစားလိုက်တာနဲ့မကြခင်ကျမ်းမာပြည့်ဖြိုးလာတဲ့အနေအထားကိုရောက်လာတယ်အဲ့ဒီလိုရောက်လာတဲ့အခါကျတော့ငယ်ငယ်တော့ကျင့်ခဲ့ဘူးတဲ့အာနာပါနကျင့်စဉ်လေးကိုစမ်းသပ်ပြီးတော့ကျင့်လိုက်တာပထမဇန်ရသွားတယ်ပထမဇန်ကနေပြီးတော့တိုးမြင့်လိုက်တဲ့အခါကျတော့ဝိတက်ဝိสารဆိုတဲ့ဒီနှစ်ခုဖယ်ရှားလိုက်တဲ့အခါပိဋိဒုက္ခဧကဂတဒီသုံးခုနဲ့နေနိုင်တဲ့ဒုတိယဇန်ရသွားတခါပိဋိကိုပဲအနှောက်အယှက်ပေးတယ်ဆိုပြီးပိဋိကိုဖယ်လိုက်တဲ့အခါကျတော့ဒုက္ခဧကဂတ2မျိုးနဲ့နေဒုက္ခဆိုတဲ့ချမ်းသာခံစားမှုကလည်းပဲဒီတမာတိတရားရဲ့အနှောက်အယှက်ဖြစ်တယ်ဆိုဖယ်လိုက်တဲ့အခါကျတော့ဥပိ္ပခာနဲ့ဧကဂတဆိုလိုတာကတမာတိမှာအနှောက်အယှက်လုံးဝကင်းသွားပြီဥပိ္ပခာဆိုတာမထင်ရှားတဲ့ခံစားချက်အဲ့ဒီမထင်ရှားတဲ့ခံစားချက်နဲ့စိတ်တည်ငြိမ်မှုဆိုတဲ့ဒီသဘာဝတရားလေးနှစ်ခုနဲ့နေတာကိုစတုထဇံလို့ခေါ်တယ်အဲ့ဒီစတုထဇံကအလွန်စွမ်းရည်တတ္တိရှိတယ်ပေါ့ဒီနေရာမှာစဉ်းစားစရာကောင်းတာအာနာရကာလမကြီးစီတရားထုတ်တုံးကစတုထဇံကနေကြော်ပြီးတော့အာဂတနိစ္စရဏဇံဝိညာဉ်နိစ္စရဏဇံအကိဉ္စဉ္ညာရဏဇံဆိုပြီးတော့သူက9ဆင့်ထီအောင်ရောက်သွားပြီသားပဲ9ဆင့်ထီအောင်ရောက်ရဲ့တန်းနဲ့ဘာဖြစ်လို့အဲ့ဒီကနေရှေ့ဆက်မသွားတတ်တာလဲအခုလည်းသမထကျင့်စဉ်ပဲသမထကသွားတာပဲဆိုတော့ကြည့်လေသူကအဲ့ဒီဇန်တွေကိုသွားတဲ့သူတို့ရဲ့ဤစနစ်ကဘာကိုအခြေခံတာတုံးဆိုကတိုင်းကိုအခြေခံတာဖြစ်တယ်ကတိုင်းရုပ်ကိုအခြေခံကတိုင်းရုပ်ကိုအခြေခံပြီးတော့သူတို့ရဲ့ပန်းတိုင်ဥတီချက်ကဘာတော့ဆိုရင်အာဂတနိစ္စရဏဘုံကြီးကိုဥတီထားတာအဲ့ဒါကြောင့်မို့လို့သူတို့ရဲ့လမ်းဆုံး destination ကအာဂတနိစ္စအကိဉ္စဉ္ညာရဏဘုံမဲရောက်မှတခြားသွားလို့မရဘူးထိတဲ့မကြော်နိုင်ဘူးတခါဥဒကရာမဗုဒ္ဓစီသင်လိုက်တဲ့ဤစနစ်အားထုတ်တော့နေဝတ္တညာနာတညာရဏဇံဆိုတဲ့8ဆင့်ထိရောက်သွားတယ်အဲ့ဒီဟာကနေပြီးတော့လည်းပဲသူတို့ရဲ့ဥတီချက်ဟာကတိုင်းရုပ်တွေကနေရှုပြီးတော့အဆင့်ဆင့်ခွာသွားပြီးနောက်ဆုံးနေဝတ္တညာနာတညာရဏဇံရောက်သွားတာလေနေဝတ္တညာနာတညာရဏဇံဘုံကိုဥတီထားတာအဲ့ဒီဘုံမှာပဲလမ်းဆုံးပဲတဲ့ဒီတင်လမ်းပြတ်သွားပြီဒါကြောင့်မို့အဲ့ဒီလမ်းတွေဟာမမှန်ဘူးဆိုပြီးတော့ကိုယ်ပိုင်ဤစနစ်နဲ့သုထဇံအရင်ကလည်းရဘူးတာပဲပေါ့ပထမဇံဒုတိယဇံတတိယဇံသုထဇံဒီရူပဇံ၄မျိုးအထုတ်ပြီးတော့အရူပဇံကိုမတက်ဘူးဖေရလားစတုထဇံရပြီးတဲ့အခါတမာတိစွမ်းအားတွေအမတန်မှကြီးမားတယ်အဲ့ဒီတမာတိစွမ်းအားတွေရဲ့အကျိုးကျေးဇူးအသုံးချလိုက်တဲ့အခါကျတော့ပုဗ္ဗေနိဝါဒနုတ္တိအဘိညာဉ်ဆိုတာရလာတယ်ပထမယံပါတယ်မယ်ကဆုံလိုက်ပြီးနေ့ညရောက်တဲ့အခါစွမ်းတတိအဲ့ဒါထက်လာအဲ့ဒီကနေပြီးတော့နောက်မစ္စည်းမယံ10နာရီကျော်တဲ့အခါကျတော့ဒိဗ္ဗစက္ခုဉဏ်ဆိုတာကိုရလာတယ်ပစ္စည်းမယံလို့ဆိုတဲ့နိုင်ပြန်နှစ်ချက်ဟိုဘက်ရောက်တဲ့အခါကျတော့အဲ့ဒီကျတော့ဝိပဿနာကိုကူးသွားဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်တမာတိစွမ်းအားတွေသိကောင်းနေတဲ့အတွက်ကြောင့်ဝိပဿနာကျင့်စဉ်တစ်ခုကိုကျင့်လိုက်တယ်ဝိပဿနာဘက်ကိုသင်္ခါရတရားတွေရဲ့မမြဲဘူးဆိုတဲ့ဘက်ကိုဥတည်လိုက်တယ်အဲ့ဒီဥတည်လိုက်တဲ့အခါကျတော့ဒုက္ခဆိုတာရှင်းရှင်းကြီးသိသွားတယ်ဒုက္ခရဲ့အကြောင်းတရားဆိုတာရှင်းရှင်းကြီးသိသွားတယ်ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ဆိုတာလည်းသိတယ်ဒုက္ခချုပ်ငြိမ်းရာနိဗ္ဗာန်ကိုရောက်ကြောင်းအကျင့်ဆိုတဲ့မေဃသစ္စာဒီသစ္စာ၄ချက်ကိုမှန်မှန်ကန်ကန်သိသွားတဲ့အသိဉာဏ်တစ်ခုရသွားတယ်ဒါကိုအာတဝေခယဉာဏ်လို့ခေါ်တာအဲ့ဒါကဝိပဿနာကျင့်စဉ်နဲ့ကူးပြီးတော့ရသွားတဲ့ဉာဏ်နဲ့အဲ့ဒီနေရာလေးမှာဝိပဿနာကူးတယ်လို့ဒီလိုမှတ်ရစတုထဇံရပြီးတဲ့အခါမှာတမာတိစွမ်းအားကအမတန်ထက်သည့်အတွက်ကြောင့်ဝိပဿနာကူးတဲ့အခါမှာအလုံးလင်းဉာဏ်နဲ့ပေါ့ဘာဖြစ်လို့တော့ဆိုတမာဟိတောဘိက္ခွေယထာဘူတံဇာနာတိပတ္တိတဲ့တမာတိရှိနေတဲ့ပုဂ္ဂိုလ်တယောက်ဟာအမှန်ကန်သိတယ်
ယထာဘုဒ္ဓဉာဏ်ကိုလွယ်လွယ်ကူကူနဲ့ရနိုင်တယ်ဆိုတဲ့အတိုင်းဘုရားလောင်းတော်ဟာသုဒ္ဓဇံနဲ့တမာရီစွမ်းအားတွေကိုအသုံးချပြီးတော့ဇန်တရားတွေမှာရှိတဲ့သဘာဝတရားတွေကိုရှုမှတ်ပွားများလိုက်တဲ့အခါဒုက္ခသမုဒယនិရောဓမက္ခလို့ဆိုတဲ့ဒီသစ္စာ၄ချက်မှန်မှန်ကန်ကန်သိတယ်တန်တရားကြီးတွေကတတ္တဝါတွေတဏ္ဍာမှာစီးဝင်နေတဲ့အာသဝတရားတွေကိုလည်းတွေ့သွားတယ်ထိုအာသဝတရားတွေရဲ့ဖြစ်ကြောင်းတရားကိုလည်းသိတယ်အာသဝတရားတွေဘယ်မှာချုပ်ငြိမ်းမယ်ဆိုတာကိုလည်းသိတယ်ထိုချုပ်ငြိမ်းကြောင်းကျင့်စဉ်ကြီးကိုလည်းသိလိုက်တယ်အဲ့ဒီအသိဉာဏ်ကြီးကိုရလိုက်တဲ့အခါကျတော့အာသဝတရားတွေဟာအလုံးကုန်ဆုံးသွားတယ်မဲ့၄ပါးဖို့၄ပါးအဆင့်ဆင့်ရောက်သွားအဲ့တော့အာနာပါနကိုအခြေခံတဲ့ဝိပဿနာဉာဏ်နဲ့သွားတာကတန်ရုပ်ကိုအခြေခံတဲ့တမာရီကရတဲ့ဇန်နဲ့သွားတာမဟုတ်ဘူးအာနာပါနကိုအခြေခံတဲ့တမာရီကျင့်စဉ်သမထကျင့်စဉ်ကနေဝိပဿနာပြောင်းယူတယ်လို့ဒီလိုမှတ်ရအောင်ကတန်ရုပ်တွေကနေပြီးတော့ရလာတဲ့ဇန်ကိုတော့ပြောင်းလို့မရဘူးလားဆိုတော့ကတန်ရုပ်ဆိုတဲ့အာယုံကိုတော့ပြောင်းလို့မရဘူးအဲ့ဒီပေါ်မှာရှုလို့ကတော့ဝိပဿနာမဖြစ်ဘူးပေါ့ဘာကိုရှုရင်ဝိပဿနာဖြစ်နိုင်တော့ဆိုရင်ရထားတဲ့ဇန်တရားတွေကိုရှုလို့ကတော့ရတယ်ပေါ့မြတ်စွာဘုရားရဲ့ဤစနစ်ကအာနာပါနကိုပြန်ရှုလည်းပဲအာနာပါနဆိုတာဝါယောဖုတ္တပပဲလေအာနာပါနကိုပထမတော့လေအနေနဲ့အာနာပါနပညာအနေနဲ့ဇန်ရသွားတာနောက်ပိုင်းရောက်တဲ့အခါကျတော့ဒီအာနာပါနဆိုတာစိတ်ကြောင့်ဖြစ်နေတဲ့ဝါယောဓာတ်ကြီးပဲလို့ဆိုရဲဝါယောဖုတ္တပရုပ်ကိုမြင်လာတော့ရုပ်မြင်တာပဲပေါ့ထိုရုပ်ရဲ့အကြောင်းဖြစ်တဲ့နံတရားတွေကိုလည်းမြင်လာတယ်အဲ့ဒါလို့ဒီအာယုံကနေပြီးတော့ဝိပဿနာကူဖို့လွယ်ကူတယ်လို့ဒီလိုဆိုရမယ်မြတ်စွာဘုရားသခင်ကိုတော်မြတ်ဟာအာနာပါနကမ္မထာကိုအခြေခံပြီးတော့ပထမဇန်၄ပါးကိုရအောင်လုပ်တယ်ဒုတိယကျတော့ဝိပဿနာရှုပြီးတော့သောတပတ္တိမေသောတပတ္တိဖို့အစစ်မြင့်လိုက်တဲ့အခါသဂရဂါမိမေသဂရဂါမိဖို့ဝိပဿနာကိုတိုးမြင့်ဆင်းလိုက်တဲ့အခါအနာဂါမိမေအနာဂါမိဖို့ဒါဝိပဿနာတစ်ခုပြီးမှတစ်ခုမြင့်သွားတာနော်ဝိပဿနာမပါဘဲနဲ့တခါတည်းသောတာပန်ကနေသဂရဂံကနေအနာဂံကနေယဟန္တာဒီလိုဖြစ်သွားတာမဟုတ်ဘူးဈာထဲမှာဝိပဿနာလေးတွေနဲ့သွားတာကြီးပဲအကုန်လုံးဝိပဿနာအရှိန်ကို၄ခါမြင့်လိုက်တဲ့အခါမဲ့၄ပါးရသွားတာပေါ့နောက်ဆုံးအဆင့်မြင့်လိုက်တဲ့အခါရတ္တမေရတ္တဖို့ဆိုတာကိုရပြီအရတ္တမေရလိုက်တာနဲ့တပြိုင်နက်အသိဉာဏ်တွေအားလုံးဟာပွင့်သွားတယ်။တမ္မာပုဂ္ဂိုလ်တွေကြတော့ရတ္တမေရရင်ကိလေသာအသောကုံသွားတာရှိတာပဲဉာဏ်ဓုတွေပါမလာဘူး။မြတ်စွာဘုရားကြတော့သမ္မိတဉာဏ်တော်ကြီးပါတခါတည်းပါလာတယ်။မနှိုင်းရှင်ကောင်းပေမဲ့လို့သဘောပေါက်အောင်ပြောရမယ်ဆိုလို့ရှိရင်သံဝဲအောင်ရတာချင်းတူတူပေမဲ့လို့ဒီပါတဲ့လူနဲ့မပါတဲ့လူလို့ကြွားတာပေါ့မြတ်စွာဘုရားရတဲ့အရတ္တမေဉာဏ်ကဂုံတုဝိသေသတွေအားလုံးမှာတခါတည်းယူလာတယ်အထူးကျင့်စရာမလိုဘူးအရတ္တမေဉာဏ်ရလိုက်တာနဲ့တပြိုင်နက်အဘိညာဉ်6ပါးတို့အရတ္တမေဉာဏ်ရလိုက်တာနဲ့တပြိုင်နက်သူကအာသာဒရဏဉာဏ်သဗ္ဗညုတဉာဏ်တို့မြတ်စွာဘုရားသခင်ကိုရောမြတ်တွေရနိုင်တဲ့ဗုဒ္ဓစက္ခုလို့ခေါ်တဲ့အာတယနုတယဉာဏ်တို့အိန္ဒြိယပရောပရိယတိဉာဏ်တို့ဒါတွေတခါတည်းရသွားတယ်နော်တပြိုင်နက်ပါလာတာဒီဉာဏ်ရလိုက်တာနဲ့တပြိုင်နက်ရတ္တမေဉာဏ်ရလိုက်တာနဲ့တပြိုင်နက်ဒီဉာဏ်တွေအကုန်လုံးပါသွားပြီးတော့သမ္မာတံဘောဓသမ္မာတံဘောဓိဉာဏ်တော်ကြီးကိုအနုတ္တရသမ္မာတံဘောဓိဉာဏ်တော်ကြီးကိုမျက်မှောက်ပြုပြီးတော့ဖျားဖြစ်သူရောက်သွားတယ်ကဆုံလာပြီနေညကဆုံလာပြီကျော်တရက်အကူလေးမှာပေါ့နော်အဲ့ဒီလိုဖျားဖြစ်သွားတဲ့အခါကျတော့အင်မတန်ပင်ပန်းနွမ်းနေဆိုတာကျင့်ကြံကြိုးကိုအထုတ်ထားတော့ကိုတရားတွေကိုပြန်ပြီးတော့ဆင်ခြင်သုံးသပ်တယ်အဲ့ဒါတွေကိုတော့အကျယ်မပြောတော့ဘူးမြတ်စွာဘုရားဟာဘောဓိပင်နားမှာပလင်ပေါ်မှာထိုင်ပြီးတော့ဖလားသမဘတ်ချမ်းသာခံစားတယ်ဖလားသမဘတ်ချမ်းသာခံစားတယ်ဆိုတာဒီမျက်စိနမ်းတာလျှာကိုစိတ်ဆိုတာတွေနဲ့ကြုံတွေ့နေရတဲ့သင်္ခါရအာယုန်တွေကိုရှောင်ကွင်းပြီးတော့နိဗ္ဗာန်အာယုန်တစ်ခုတည်းနဲ့နေလိုက်တာ
အဲ့ဒါဝိမု ക്തി ဒုက္ခလို့ခေါ်တယ်အနုမို့စိတ်ဟာလွတ်မြောက်မှုမရှိဘူးဘာလို့ဆိုဖြစ်ပြနေတဲ့သင်္ခါရတွေနဲ့ပဲသွားနေကြတာဟုတ်ဘုန်းကြီးတို့တွေရဲ့စိတ်ဟာအမြဲတမ်းဖြစ်ပြနေတဲ့သင်္ခါရတွေနဲ့နေနေရတာလေဖြစ်ပြငြိမ်းတဲ့နိဗ္ဗာန်နဲ့နေမှမနေဘူးလားဟုတ်အဲ့တော့မြတ်စွာဘုရားကဖြစ်ပြကင်းတဲ့ဖြစ်ပြမှုမပါတဲ့သင်္ခါရတွေချုပ်ငြိမ်းတဲ့သဗ္ဗသင်္ခါရသမထသင်္ခါရအလုံးတွေငြိမ်းသွားတဲ့နိဗ္ဗာန်အာယုန်လေးနဲ့9 ရက်တည်နေတာကိုဒါဖလားသမဘာခံစားနေတယ်ဝိမု ക്തി ဒုက္ခလွတ်မြောက်မှုချမ်းသာခံစားနေတယ်လို့ဒီလိုပြောတာနော်စိတ်ကိုအငြိမ့်ပေးပြီးတော့နေလိုက်တာဘောဓိပင်နာမှာတွေမဲ့9 ရက်9 လီသတင်းသုံးလိုက်တဲ့အခါကျတော့49 ရက်49 ရက်ကြာသွားတယ်အဲ့တော့49 ရက်ဆိုတော့ဘယ်လောက်ထိအောင်ရှိသွားတော့ဗမာလနဲ့တွက်ကြည့်မယ်ဆိုရင်ကဆုံလပြည့်ကျော်1 ရက်နေ့ကစပြီးတော့အဲ့ဒီနားမှာသတင်းသုံးနေလိုက်တာနေုံလာစမ်း4 ရက်လောက်ထိရောက်သွားတာပေါ့အဲ့ဒါလိုသတင်းသုံးနေရင်ကနေပြီးတော့တရားဓမ္မကိုဆင်ခြင်စဉ်းစားတယ်အဲ့ဒီဖလားသမဘတ်ချမ်းသာခံစားတဲ့အဆင့်ကနေပြီးတော့တရားဓမ္မကိုဆင်ခြင်စဉ်းစားတယ်ကဆုံလာပြည့်နေုံလာစမ်းနေုံလာပြည့်နေုံလာကွယ်သွားပြီးတော့ဝါဆိုလာစမ်းလောက်ထိပေါ့ဝါဆိုလာစမ်း4 ရက်လောက်ထိအောင်အပန်းဖြေနားနေပြီးတော့ဝါဆိုလာစမ်း9 ရက်နေ့လောက်ရောက်တဲ့အခါကျတော့တမဘတ်ကနေထားပြီးတော့ကိုယ်ဆင်ញင်သိမြင်တဲ့တရားဓမ္မတွေကိုစဉ်းစားလိုက်တာစဉ်းစားလိုက်တော့မြတ်စွာဘုရားကပထမဆုံးဘာသွားပြီးတော့စဉ်းစားမိတော့ဆိုရင်အကြောင်းတရားကြောင့်အကျိုးတရားတွေဖြစ်နေတယ်ဆိုတဲ့ဒီပရိစ္ဆသမုပ္ပါဒ်ဟာလည်းပဲအမှန်တန်နည်းနည်းတယ်သိဖို့ခက်တယ်ဘုရားလောင်းတော်ကစဉ်းစားတာအဓိကတောခောမြာယံဓမ္မောငါတွေ့ထားတဲ့တရားဂံဘီရောအလွန်နဲ့တယ်ဒုဒ္ဒတတာမန်နဲ့မြင်မို့ရခက်တယ်နိပုဏအမတ္တမသိမ်မွေ့တယ်ပန္တိတဝေရဏိယပညာရှင်တွေသာသိနိုင်တယ်အမတ္တနည်းနည်းခက်ခဲပြီးတော့တာမန်ပုဂ္ဂိုလ်တွေအလလန်းမမိဘူးအဲ့ဒီလိုတရားတွေထဲမှာလည်းပဲပရိစ္ဆသမုပ္ပါဒ်ဆိုတာအမတ္တမြင်မှုခက်တယ်ဒါတွေမကဘူးသင်္ခါရတရားတွေရဲ့အလုံးချုပ်ငြိမ်းမှုအတွေ့အကြုံအလုံးကိုဆွန့်လွတ်နိုင်တဲ့နိဗ္ဗာန်ဆိုတာဟာလည်းပဲအမတ္တမသိဖို့ခက်တယ်ပရိစ္ဆသမုပ္ပါဒ်နဲ့နိဗ္ဗာန်မြင်ဖို့အခက်ခဲဆုံးတရား2 ခုပဲတဲ့အဲ့ဒီတရား2 ခုကိုကာမဂုဏ်အာယုန်တွေနဲ့ပြောနေကြတဲ့ပုထုဇဉ်တွေဟာသိဖို့ခက်လိမ့်မယ်လို့စိတ်ထဲမှာပေါ်လာတယ်အဲ့ဒါလောက်ခက်ခဲနေနေတယ်ပုထုဇဉ်တွေကလည်းကာမဂုဏ်အာယုန်တွေပြောနေတယ်ပြောနေတဲ့လူတွေကိုတရားဟောမယ်ဆိုရင်သူတို့ကလည်းစိတ်ဝင်စားမှာမဟုတ်ဘူးနားလဲလဲမှာမဟုတ်ဘူးစိတ်မဝင်စားနားမလဲပဲနဲ့ဟောနေလို့ရှိရင်ငါပင်ပန်းယုံမဲ့ဖြစ်မဲ့အကျိုးဆိုတာထွက်လာမှာမဟုတ်ဘူးရက်လက်ပေါ်လာမှာမဟုတ်ဘူးဘုရားဆိုတာရက်လက်မပေါ်တဲ့အလုပ်ကိုမလုပ်ဘူးကျိုးပန်းအထုတ်မှုရက်လက်ရှိရမယ်ပေါ့အဲ့ဒီမှာဘောဓိပင်အောက်မှာပฏิဝေဒဆိုတဲ့သစ္စာ 4 ပါးကိုသိတဲ့ဉာဏ်ကြီးကိုရလာတာဒါပထမဆက်ရလိုက်တဲ့ဓမ္မစက္ကတစ်ခုပဲပေါ့နော်အဲ့ဒါလို့ရပြီးတော့အခု49 ရဲ့အပန်းဖြေနားနေကဆင်ញင်စဉ်းစားလိုက်တယ်ဆင်ញင်စဉ်းစားလိုက်တဲ့အခါကျတော့တရားဟောဖို့အတွက်စိတ်မဝင်စားတော့ဘူးဒါတော့ဖြစ်နိုင်တာဘာဖြစ်လို့တော့ဆိုဒီလောက်ခက်တာဘယ်သူမှလည်းနားလည်မှာမဟုတ်ပါဘူးဟောနေရင်လည်းငါပဲပင်မမှာပဲလို့ဆိုတဲ့ဒီအတွေးလေးဝင်လာတဲ့အချိန်လေးမှာတန်မတိပြမမင်းကြီးကဖះဘာတွေတွေးနေတုံးဆိုတာစဉ်းစားလိုက်တာနဲ့လောကကြီးတော့ပျက်စီးပါပြီဖះတရားမဟောတော့ဘူးဆိုတဲ့စိတ်ကလေးပေါ်နေတယ်ဆိုချက်ချင်းဆင်းလာတာနော်ချက်ချင်းဆင်းလာပြီးတော့အဲ့ဒီနေရာမှာပဲဒူးထောက်ပြီးတော့ဖះကိုတောင်းပန်တာပေါ့ဒါပြမမင်းတောင်းပန်နေဆိုတာအဲ့ဒါပေါ့နော်မြတ်စွာဘုရားဖြစ်တဲ့အချိန်လေးကလည်းတခဏလေးဖြစ်လိုက်တာ
မြမမင်းကြီးကနေပြီးတော့တောင်းပန်တယ်ရှင်ဘုရားသိတဲ့ပုဂ္ဂိုလ်တွေရှိပါလေဦးမယ်ဗျတရားမနာရလို့ရှင်အကုန်လုံးဆုံးရှုံးပျက်စီးသွားနိုင်ကြပါတယ်အဲဒါကြောင့်မို့တရားဟောပါလို့တောင်းပန်တဲ့အခါမြတ်စွာဘုရားကမြမမင်းကြီးရဲ့တောင်းပန်မှုကိုလက်ခံစဉ်းစားတယ်ကိုယ်ပိုင်ဉာဏ်နဲ့လည်းပဲမြမမင်းကြီးရဲ့တောင်းပန်မှုကိုလက်ခံစဉ်းစားရုံမကကိုယ်တိုင်ကလည်းပဲအေးတတ္တဝါတွေကိုငါတရားမဟောဘူးဆိုလို့ရှိရင်ဆင်းရဲတွင်နဲ့ကုန်ကြလိမ့်မယ်ဆိုတဲ့ကရုဏာဇမမင်းကြီးရဲ့တောင်းပန်မှုနဲ့ခန္ဓာကိုယ်တော်မှာရှိတဲ့ကရုဏာဒီနှစ်ခုကိုအကြောင်းပြုပြီးတော့ကမ္ဘာလောကကြီးကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်တယ်တတ္တဝါတွေရဲ့အခြေအနေကိုပြန်ပြီးတော့ဆင်ញင်သုံးသပ်တယ်လေ့လာတာပေါ့နော်ဘယ်ရာပဲဖြစ်ဖြစ်လေ့လာရစာသင်တဲ့ဆရာကောင်းတယောက်ကလည်းကျောင်းသားတွေထဲမှာဘယ်ကျောင်းသားဖြင့်ဉာဏ်တော်တယ်ဘယ်ကျောင်းသားဖြင့်ကြိုးစားမှုရှိတယ်ဆိုတာလေ့လာရတယ်လို့ပဲမြတ်စွာဘုရားလည်းပဲတရားဟောတော့မယ်ဆိုရင်တရားနာမဲ့ပုဂ္ဂိုလ်တွေအကြောင်းကိုလေ့လာလိုက်တာပဲအသိဉာဏ်နဲ့ထိုင်ပြီးတော့အာယုံပြုတ်ပြီးတော့ကြည့်လိုက်တဲ့အခါမှာတတ္တဝါတွေအစားအစားသွားတွေ့တယ်ပေါ့အလုံးကိုအာယုံပြုတ်ဘုရားလည်းအာယုံပြုတ်ကြည့်မှသိတာဟာဒီတိုင်းနေလို့မသိဘူးဒါသဘာဝကျတာပေါ့ဓာတ်ကိုအိမ်ထဲပဲထည့်ထားလို့ရှိရင်အဲ့ဒီဓာတ်ကတခုခုကိုခုတ်ဖြတ်နိုင်မှာမလားမဖြတ်နိုင်ဘူးအဲ့တော့မြတ်စွာဘုရားရဲ့ဉာဏ်တော်ကြီးဟာလည်းအသုံးမချဘူးဆိုလို့ရှိရင်ဘယ်သိမလဲဉာဏ်ဆိုတာမိထွန်းထားသလိုအမြဲလင်းနေတာမှမဟုတ်တာအသုံးချလိုက်လို့သိချင်ပြီဆိုရင်သိလာတာအနာဝရဏသိချင်တဲ့အကြောင်းအရာတစ်ခုပဲကိုဥလှည့်လိုက်တာနဲ့တပြိုင်နက်အပိတ်အဆိုးမရှိအကုန်စင်အကုန်သိတာဒါဉာဏ်ရဲ့အစွမ်းရည်တတ်တယ်ဘုန်းကြီးတို့တွေလို့ကြတော့ဒီလိုမှမဟုတ်တာသိကျင်လို့ကြည့်လည်းပဲခေါင်းသာကုတ်နေရတာသိမှမသိတာခေါင်းချိန်ချိန်ကုတ်လို့အဲ့ဒီမှာအသိဉာဏ်ထွက်လာမလားဆိုထွက်မှာမဟုတ်ဘူးဘာဖြစ်လို့လဲဆိုအပိတ်အဆိုးတွေရှိနေလို့မြတ်စွာဘုရားကြတော့အဲ့လိုအပိတ်အဆိုးမရှိဘူးလို့ပြောတာသိကျင်လို့စဉ်းစားလိုက်တာနဲ့တပြိုင်တည်းအိုးအကုန်လုံးရှင်းရှင်းလင်းလင်းကြီးကုန်သိသွားတယ်အကြံအကျွဲမရှိသိတယ်။အိုးမသိကျင်လို့ပြဿနာလေးတစ်ခုအမေးလေးတစ်ခုအဖြေရှာလိုက်ရတာကိုကြိုက်တဲ့အဖြေကိုမတွေ့နိုင်ဘူးနော်။အဲ့ဒါဘာလို့ဆိုရင်ဉာဏ်ရဲ့စူးရောက်မှုမရှိတာ။ဉာဏ်ရဲ့စွမ်းရည်တတ္တိဟာတုံးနေတာပြောတာ။ဘုရားကြတော့အဲ့ဒါလို့မဟုတ်ဘူး။သိကျင်လို့ကြည့်လိုက်တာနဲ့တပြိုင်နက်အပိတ်ဆို့မရှိအကုန်လုံးကိုကုံစင်အောင်သိတာဒါသဗ္ဗညုတဉာဏ်တော်ရဲ့အစွမ်းရည်တတ္တိပဲအဲ့တော့တတ္တဝါတွေရဲ့အခြေအနေကိုကြည့်တာဘာနဲ့ကြည့်တုံးဆိုမြတ်စွာဘုရားဗုဒ္ဓစက္ခုဆိုတော့ဘုရားမျက်လုံးနဲ့ကြည့်တယ်ဘုရားမျက်လုံးဆိုတာတင်စားပြီးတော့ပြောတာဉာဏ်ကိုသုံးတဲ့အခါကျတော့နှစ်မျိုးရှိတယ်သိတယ်လို့ပြောတာဉာဏ်ရဲ့စွမ်းရည်တတ္တိကိုပြောတာဉာဏ်ရဲ့လက္ခဏာသိတယ်မြင်တယ်လို့ပြောတာကြတော့ဉာဏ်ရဲ့ကိစ္စကိုပြောတာအဲ့ဒီအသုံးတစ်ခုကအမြဲတမ်းရှိတယ်သိတယ်မြင်တယ်နော်သိတယ်ဆိုတာဉာဏ်ရဲ့တွင်ပြင်လက္ခဏာမြင်တယ်ဆိုတာဉာဏ်ရဲ့ကိစ္စဟောမြင်တယ်ဒါကြောင့်မို့လို့စက္ခုလို့လည်းသုံးတယ်ဗုဒ္ဓစက္ခုဆိုတာတခြားမဟုတ်ဘူးအာတယာနုတယဉာဏ်အာတယအနုတယအာတယဆိုတာတတ္တဝါတွေရဲ့ဆန္ဒဒီလူရဲ့အနေထားစိတ်အနေထားဘလို့ရှိတယ်လဲအနုတယဆိုတာသူ့ရဲ့တဏ္ဍာအခြေအနေတွေဘလို့ရှိတယ်လဲသူ့တဏ္ဍာမှာအစဉ်လာကကိန်းလာတဲ့အနေထားတစ်ခုဟာဘလို့ရှိတယ်လဲအာတယနုတယညာနောက်တစ်ခုကအိန္ဒရိယပရောပရိယတိအိန္ဒရိယဆိုတာတတ္တဝီရိယတတိသမာဓိပညာလို့ဆိုတဲ့ဒီစွမ်းရည်တတ္တိတွေဟာထက်နေပြီလားနှုတ်နေသေးသလားရင့်ကျက်ပြီလားမရင့်ကျက်သေးဘူးလားဆိုတာကိုသိတာတရားတရားနုနေသေးတဲ့ပုဂ္ဂိုလ်ကိုသွားပြီးအတင်းတရားဟောလို့လေတရားတရားထက်လာမှာမဟုတ်ဘူးဝီရိယပြော့နေတဲ့ပုဂ္ဂိုလ်တွေကြည့်လေတရားနုတယ်ဆိုတာစွမ်းအားတတ္တိကပြော့ညံ့နေတာယုံကြည်မှုကမပြင်းထန်ဘူးမပြင်းထန်သည့်အတွက်ကြောင့်အလုံးလုံးတဲ့အခါကျတော့မအောင်မြင်ဘူးပေါ့ဝီရိယကလည်းကြိုးပမ်းအထောက်မှုကမထက်သန်ဘူးထက်သန်တဲ့ဝီရိယကြတော့အယိုးချေချေရေခမ်းလို့အထုတ်တယ်
မထက်တန်တဲ့ဝီရိယဆိုတာဘာတော့ဆိုလို့ရှိရင်နည်းနည်းလေးညောင်းလိုက်တာနဲ့ထပြေးတာကမ္မထာထိုင်ရင်လည်းပဲနည်းနည်းလေးမှအညောင်းမခံနော်လျှော့ခြင်းလာတယ်အဲ့ဒါဝီရိယကညံ့နေသေးတယ်လို့ပြောတာအဲ့ဒီတော့မြတ်စွာဘုရားကြည်တာတရားစွမ်းအားလည်းထက်တဲ့ပုဂ္ဂိုလ်ဘယ်သူရှိတယ်လဲဝီရိယစွမ်းအားလည်းသိသိကြီးကြီးလုံးမဲ့ပုဂ္ဂိုလ်ဘယ်သူရှိတတိစွမ်းအားလည်းရင့်ကျက်နေတဲ့ပုဂ္ဂိုလ်ဘယ်သူရှိတမာတိစွမ်းအားရင့်ကျက်နေတာဘယ်သူရှိပညာဉာဏ်အားလည်းထက်မြက်နေတဲ့ပုဂ္ဂိုလ်ဘယ်သူရှိလဲထက်မြက်မှုရှိမရှိဒါတွေကိုကြည်တာအိန္ဒရိယပရောပရိယတိဉာဏ်လို့ခေါ်တယ်အဲ့ဒီဉာဏ်နှမျိုးကိုသုံးချပြီးတော့လောကကြီးကိုရှုလိုက်တဲ့အခါမှာမြတ်စွာဘုရားကဥပမာအနေနဲ့ပေါ်လာတဲ့လူ၃မျိုးတဲ့ကြာ၃မျိုးနဲ့အလားတရံတူတဲ့လူ၃မျိုးပေါ်လာတယ်လူ၃မျိုးဆိုတာအုပ်စု၃ခုပေါ့ကြာအုပ်စုကဘယ်လိုဟာတုံးဆိုရင်ကြာပန်းနေပွင့်နေတဲ့အိုင်ကြီးတစ်ခုကိုကြည့်လိုက်မယ်ဆိုလို့ရှိရင်တချို့ကြာတွေကရေပေါ်ထိအောင်ပေါ်မလာဘူးရေမျက်နှာပြင်အောက်ငုပ်ပြီးတော့နေတဲ့ကြာမျိုးကရှိတယ်အပေါ်တက်မလာနိုင်ဘူးပေါ့နော်အပေါ်တက်လာမဲ့အနေအထားမရှိဘူးရေမျက်နှာပြင်မောကိုမရောက်သေးဘူးရေအောက်မှာပဲရေရဲ့ဒီမျက်နှာပြင်အောက်မှာငုပ်လျိုးပြီးတော့နေတဲ့ကြာအပေါ်မှာအဖူးပွင့်မထွက်သေးဘူးလို့ပြောတာနော်အဲ့ဒီကြာမျိုးကလည်းတစ်မျိုးတဲ့အဲ့ဒီကြာမျိုးလည်းရှိတယ်အဆင့်ဆင့်နော်တချို့ကြာကြတော့အပေါ်မှာအပွင့်လေးတက်လာတယ်သို့တော့ရေမျက်နှာပြင်နဲ့လေပဲဖြစ်နေတယ်နောက်ကြာတစ်ခုကြတော့ရေမျက်နှာပြင်ပေါ်မှာကြွားကြွားကြီးအပေါ်တက်လာတယ်ဟောကြာဘူးကအဲ့ဒါလို့အဆင့်ဆင့်ဆိုလိုတာကကြာလေးဟာမရင်သေးဘူးဆိုလို့ရှိရင်မြေကြီးရေအောက်မှာမြုပ်နေတယ်နည်းနည်းလေးရင်းလာပြီဆိုအပေါ်နည်းနည်းတက်လာတယ်အေးပွင့်တော့မဲ့အနေထားဆိုလို့ရှိရင်ရေနဲ့တထွားတမိုက်လွတ်လာတယ်ပေါ့အဲ့ဒီလိုတတ္တဝါ၃မျိုးကိုသွားတွေ့တယ်အဲ့တော့တတ္တဝါ၃မျိုးကြာ၃မျိုးလိုပဲတတ္တဝါ၃မျိုးပရမတတ္တဝါကရေထဲမှာပဲငုပ်ပြီးတော့ကြီးနေတဲ့ဟာတဲ့ဘယ်တော့မှပေါ်လာမှာမဟုတ်ဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကနော်ရေထဲမှာငုပ်နေတဲ့ကြာမျိုးလိုပဲတဲ့တရားဟောရင်လည်းပွင့်ဖို့သိပြီးတော့မလွယ်သေးဘူးပေါ့နောက်တစ်ခါရေမျက်နှာပြင်ပေါ်မှာမျက်နှာပြူးလာတဲ့ကြာမျိုးလည်းရှိတယ်အဲ့ဒီတတ္တဝါမျိုးကလည်းရှိတယ်အဲ့ဒီတတ္တဝါမျိုးကြတော့အချိန်ဆောင်ရအောင်မယ်ပေါ့ရေထဲမှာငုပ်နေတဲ့ကြာလဲအချိန်ဆောင်ရအောင်မယ်ရေမျက်နှာပြင်ပေါ်မှာမျက်နှာပြင်နဲ့တညီတည်းဖြစ်လာတဲ့ကြာမျိုးကိုလည်းအချိန်ဆောင်ရအောင်မယ်ချက်ချင်းပွင့်နိုင်ဖို့မရှိသေးဘူးသူတို့အနေထားကဟောရေမျက်နှာပြင်ပေါ်တက်ပြီးတော့အဖူးကြီးကကားကားကြီးဖြစ်လာပြီဆိုရင်တော့ဒါသေချာနေပြီပေါ့အဲ့ဒီထဲမှာရေမျက်နှာပြင်ပေါ်တက်ပြီးတော့အပေါ်မှာပွင့်တော့မဲ့အနေအထားရှိနေတဲ့ကြာဟာဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ခေါဏအိန္ဒြေတွေထက်သန်နေတဲ့ပုဂ္ဂိုလ်တရားလေးဟောလိုက်တာနဲ့တပြိုင်နက်အဲ့ဒီပုဂ္ဂိုလ်ကနေရောင်နဲ့တင့်လို့ကြာပန်းကြီးပွင့်လာသလိုပဲရှေးလောကရကနေထွက်လို့နေရောင်နဲ့ထိလိုက်ရောကြာပန်းကြီးကပွင့်ထွက်လာသလိုပဲဓမ္မတည်းဟူသောနေရောင်နဲ့တွေးလိုက်တာနဲ့အဲ့ဒီပုဂ္ဂိုလ်ရဲ့အသိဉာဏ်ဟာပွင့်သွားမယ်အဲ့ဒါကဥက္ကတိတင်းညူပုဂ္ဂိုလ်မျိုးကြီးညွှန်းပြီးတော့ပြောတာအစဉ်သင်းဖြစ်နေပြီကြာပန်းကြီးတစ်ခုကပွင့်မှုအစဉ်သင်းဖြစ်နေတယ်အဲ့ဒါလိုပဲအသိဉာဏ်တွေတတ္တဝီရိယတတိသမารိပညာတွေထက်နေလို့အစဉ်သင်းဖြစ်နေတဲ့ပုဂ္ဂိုလ်မျိုးကလည်းရှိတယ်တဲ့နော်အစဉ်သင်းမဖြစ်သေးဘူးစောင့်ရအောင်မယ်၄-၅ ရက်ရေမျက်နှာပြင်ပေါ်မှာခုမှပြူးလာတာရှိသေးတယ်ဆိုတာကြတော့အစဉ်သင်းမဖြစ်သေးဘူးမရင့်ကျက်သေးဘူးအဲ့ဒီပုဂ္ဂိုလ်မျိုးကတစ်မျိုးအဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့ဝိပင်စိတင်ညူလို့ခေါ်တယ်အကျယ်ရှင်းပြမှသဘောပေါက်မဲ့ပုဂ္ဂိုလ်မျိုးတွေပေါ့ဉာဏ်ရည်ဉာဏ်သွေးကမပြည့်စုံသေးဘူးရေထဲမှာငုပ်ပြီးတော့နေတဲ့ရေပေါ်မှာပေါ်မလာသေးတဲ့တတ္တဝါကြတော့ခုနကစောင်းအောင်ခုနက9 ရက်စောင်းရရင် तू က9 ရက်2 လီစောင်းရမှာပေါ့အဲ့ဒီပုဂ္ဂိုလ်မျိုးကြတော့အချိန်အကြာကြီးယူပြီးတော့မှ तू ကအသိဉာဏ်ရမယ့်ပုဂ္ဂိုလ်မျိုးလို့နေရပုဂ္ဂိုလ်လို့ဒီလိုခေါ်တယ်ပေါ့နေရပုဂ္ဂိုလ်ဆိုတာကမ္မထာယူပြီးတော့ကျင့်ဆယ်ရစခန်းအကျဉ်းချင်းဝင်နော်တစ်သလုံးအာထုတ်အတော်နဲ့မရနိုင်ဘူးနောက်ဆုံးတကယ်ကိုကြိုးစားအာထုတ်သွားတဲ့အခါကျတော့မှတရားဓုတရားမြတ်ရတဲ့ပုဂ္ဂိုလ်မျိုးတဲ့
ချိန်နေအများကြီးယူရမယ်ပုဂ္ဂိုလ်မျိုးအဲ့ဒီပုဂ္ဂိုလ်သုံးစားကိုသွားတွေးလိုက်တယ်သွားတွေးလိုက်တဲ့အခါကျတော့ခုနကပြောခဲ့တဲ့ပွင့်မွေရအစဉ်သင်းဖြစ်နေတဲ့ဂျာပန်ကြီးလို့ပုဂ္ဂိုလ်မျိုးတွေလောကကြီးမှာရှိနေသေးတယ်ဆိုတာကိုမြတ်စွာဘုရားဒီဥပမာနဲ့ထင်ထင်ရှားရှားတွေးလိုက်တယ်နော်ပฏิဝေဒဉာဏ်ရထားပြီးတဲ့အခါဒေသနာဉာဏ်လို့ဆိုတဲ့ဓမ္မစက္ကကိုအသုံးချဖို့အတွက်ကြည့်လိုက်တာတရားနာပရိသတ်တရားနာမဲ့လူမရှိဘဲနဲ့ဒေသနာဉာဏ်ဆိုတာဖြစ်နိုင်တာမှမဟုတ်တာဟုတ်အဲ့တော့ပฏิဝေဒဉာဏ်ဆိုတဲ့ဓမ္မစက္ကကိုရရှိပြီးတဲ့နောက်မှာဒေသနာဉာဏ်ဆိုတဲ့ဓမ္မစက္ကကိုအသုံးချဖို့အတွက်ဘုရားကတတ္တဝါတွေကိုလောကကြီးတစ်ခုလုံးချုံငုံပြီးတော့ကြည့်လိုက်တဲ့အခါမှာအဲ့ဒီလိုကြာ 3 မျိုးနဲ့အလားတရံတူတဲ့ပုဂ္ဂိုလ် 3 မျိုးကိုသွားတွေ့တယ်တွေ့တဲ့အခါကျတော့မှစဉ်းစားလိုက်တယ်အဲ့ဒီကြာနဲ့အလားတရံတူတဲ့ပုဂ္ဂိုလ်တွေကိုသူပထမဆုံးခေါင်းထဲဝင်လာတာဘယ်သူလဲလို့ဆိုရင်အာလာရကာလမယတိကြီးတကယ်သူတော်ကောင်းကြီးပဲအသိဉာဏ်လည်းထက်တယ်ဇံပင်ဉာဏ်ကျင့်ကြံကြိုးကုပ်အထောက်လိုက်တာ9 ဆင့်ထိအောင်ပေါက်ထားပြီးသားပုဂ္ဂိုလ်ကြီးသူ့ကိုဟောလိုက်ရမယ်ဆိုရင်သူဟာအစဉ်သင်းပွင့်တော့မဲ့အနေထားရှိတဲ့ကြာမျိုးနဲ့အလားတရံတူတယ်ရှင်းပြလိုက်တာနဲ့သူဟာလုံးဝသဘောပေါက်သွားနိုင်တယ်သူ့ကိုငါအရင်တရားဟောမှာပဲလို့ဆိုစဉ်းစားလိုက်တာအဲ့ဒါလို့စဉ်းစားလိုက်ခါရှိလေအနာနာကနေပြီးတော့ပြောတဲ့အတန်ကြားလိုက်တယ်အရှင်ဘုရားတဲ့အာလာရကာလမကြီးသေးတာ9 ရက်ရှိသွားပြီဆိုတဲ့စကားတန်ကြားလိုက်ဘယ်သူကလာပြောတော့ဆိုတော့မမြင်ရတဲ့နတ်ကနေလာပြောလိုက်တယ်မြတ်စွာဘုရားကလည်းပဲအဲ့ဒါလို့အာလာရကာလမကိုစဉ်းစားလိုက်ပြီးတဲ့အခါသူ့ကြည့်လိုက်တော့သူသေသွားတာ9 ရက်တောင်ရှိပြီဆိုတော့ဘုရားရဲ့ဉာဏ်တော်ထဲမှာဆုံးရှုံးသွားရှာပြီဒီတရားမြတ်ကို तू နာလိုက်ရင်ချက်ချင်းသဘောပေါက်သွားမှာခုတော့ तू မရှိတော့ဘူးမရှိတော့ရင်လိုက်ဟောလို့ရောတရားဟောလို့ရောရမလားဆိုမရဘူးအာကိစဉ္ညာရဏဘုံဆိုတာကနံကြီးဖြစ်တဲ့ဘုံဆိုနားမှမပါတာနားမပါတဲ့လူကိုလိုက်တရားဟောလို့ပဲရမလို့နော်အဲ့ဒါကြောင့်မို့လို့ဘုရားဆုံးရှုံးသွားရှာပြီအခုလည်းရှိနေအောင်ပါပဲဘယ်ဘုရားလက်ထက်မှာကျွတ်မဲ့တော့မသိဘူးအရုပဘုံမှာ तू ရှိနေအောင်ပါပဲတခါအာလာရကာလမှာမရှိတော့ဘူးဆိုရင်နောက်တစ်ယောက်ကိုစဉ်းစားတယ်သူဆရာတော်ခဲ့ဘူးတဲ့ဥဒကရမဗုဒ္ဓကိုကြည့်လိုက်တော့ဥဒကရမဗုဒ္ဓဒီတရားနာလိုက်ရင်တော့ထူးထူးခြားခြားသိမှာပဲလို့တွေးလိုက်တဲ့အချိန်လေးမှာခုနကနတ်သားတစ်ယောက်ကအရှင်ဘုရားညတကောင်ကပဲဆုံးသွားပြီတဲ့ဒီလူကလည်းမရှိတော့ဘူးတဲ့ညဥယျာဉ်ကပဲဆုံးသွားပြီလို့မြတ်စွာဘုရားဉာဏ်တော်မှာလည်းပဲဥဒကရမဗုဒ္ဓကြီးမရှိတော့ဘူးဆုံးသွားပြီဆိုတာဉာဏ်ထဲမှာလည်းပေါ်လာတယ်တဲ့မြတ်စွာဘုရားကဥဒကရမဗုဒ္ဓကလည်းအလွန်ဉာဏ်ထက်တဲ့ပုဂ္ဂိုလ်ဒီတရားကိုနားလဲရရင်သူချက်ချင်းသဘောပေါက်သွားမှာပဲတရားသူတရားမြတ်ရမှာအခုတော့ဆုံးရှုံးနေတာသွားပြီတရားဥဟောဖို့ဆိုတာလွယ်တာမဟုတ်ဘူးလက်ခံနေတဲ့ပုဂ္ဂိုလ်အရင်စဉ်းစားရတယ်နော်ဘာဖြစ်လို့ဆိုတရားကအလွန်ခက်ခဲတာအဲ့ဒါနဲ့ဘုရားဆက်ပြီးတော့စဉ်းစားလိုက်တယ်အာလာရကာလမှာလည်းမရှိဘူးဥဒကရမဗုဒ္ဓလည်းမရှိဘူးဆိုတော့ဘာသွားတတိယတော့ငါတရားထုတ်နေတော့ငါနားမှာဝကြိုးငယ်ပြုတယ်ဆိုတာဘုရားသင်ဆုံးတဲ့လမ်းနာလေးမှာဘုရားလောင်းတောထွက်နေတဲ့နားမှာရေအိုးလေးတွေပါလေးတွေတဲပေးတယ်နော်တပြက်စီးလေးပါလေးလှဲပေးတာတို့ပေါ့ဝေယဝိဆလှုပ်ပေးကြတယ်ပစ္စဝဂီ9 ဦးအဲ့ဒီဝေယဝိဆလှုပ်ပြီးအကူညီပေးစောင့်ရှောက်ပေးနေတဲ့ပစ္စဝဂီတွေသူတို့ဟာဉာဏ်ထက်တဲ့ပုဂ္ဂိုလ်တွေပဲသူတို့ကိုတရားဟောရရင်တော့သိမှာပဲသူတို့ဘယ်ရောက်နေသလဲလို့ကြည့်လိုက်တဲ့အခါဆုံးခွာသွားပြီးတော့သူတို့ကဥရဝေလကထွက်သွားကြတာကဆုံလာဇာလောက်ကလေးကထွက်သွားတာဘယ်ရောက်တုံဆိုဗာရဏသီကဣတိပတ္တနတောဘက်ကိုရောက်နေကြတယ်ဆိုတာဘုရားမြင်တယ်မြင်လိုက်တာနဲ့ကဲပစ္စဝဂီတွေကိုပဲအရင်တရားဟောမယ်ငါ့ပေါ်မှာကျေးဇူးများခဲ့တယ်ငါရဲ့ဝေယဝိဆတွေသူတို့လုပ်ပေးပေါ်ရတယ်သူတို့ကိုပဲအရင်ဟောမယ်ကျေးဇူးများတာကိုလည်းပဲမြတ်စွာဘုရားတခုတက်တယ်နောက်တစ်ခုကတော့ခုနကတတ္တဝိရိယတတိသမารိပညာလို့ဆိုတဲ့ဣန္ဒြေရင့်ကျက်မှုကိုလည်းပဲမြတ်စွာဘုရားကြည့်တယ်ပေါ့နော်
ဒါကြောင့်မို့လို့ပိဿဝဂ္ဂိတွေကိုငါတရားဟောမယ်ကဆုံလာဇံဝါဆိုလာဇံ9 ရက်နေ့မှာဒီအတွေးပေါက်ပြီးတော့ဥရဝေလတောမှာ1 ရက် 2 ရက်မြတာသတင်းသုံးပြီးတော့ဝါဆိုလာဇံ6 ရက် 9 ရက်လောက်မှာစပြီးခရီးထွက်တယ်လို့ပြောရမှာပေါ့နော်ဥရဝေလတောဘောဓိပင်ကနေပြီးတော့ခရာဘက်ဒီကနေ့အဲ့ဒီဘုရားဘူးရောက်ဖို့တဲ့ပုဂ္ဂိုလ်တွေသိပါလိမ့်မယ်ခရာနဲ့မဟာဗောဓိကြာဘုရားလောင်းဟာခရာနဲ့မဟာဗောဓိကြာက3 ခါဝုတ်ရှိတယ်3 ခါဝုတ်ဆိုတာတယုဇနာမပြေဘူးတယုဇနာဆိုလို့ရှိရင်10 မိုင်လို့ခေါ်တယ်ခုခေတ်မိုင်နဲ့ပြောရင်10 မိုင်လောက်ရှိတယ်ပေါ့အဲ့တော့6 မိုင်လောက်အနေထားပေါ့နော်ခုခေတ်နဲ့ပြန်တွက်ကြည့်ရမှာပေါ့ခုခေတ်ခရာနဲ့သို့သောနေရာဆိုတာရွေးတတ်တယ်သွားပြီးတော့သတ်မှတ်လို့တော့မရဘူးပေါ့ရှေးတုန်းကတော့အဲ့ဒီဘောဓိပင်နဲ့ခရာကြား3 ခါဟုတ်ခရီးရှိတယ်လို့စာထဲမှာဒီလိုပါတယ်မြတ်စွာဘုရားဟာဇံပင်ညင်နဲ့မကြွပဲနဲ့ဗာရဏသီကိုအဲ့ဒီ10 ရက်လောက်ခရီးသွားတယ်ကုန်းချောင်းသွားတယ်ကုန်းချောင်းခရီးထွက်သွားတော့ခရာနဲ့ဘောဓိပင်ကြားမှာဘယ်သူနဲ့သွားတွေ့တုံးဆိုဥပကဆိုတဲ့အာဇီဝကကြီးနဲ့သွားတွေ့တယ်အာဇီဝကဆိုတာအဝတ်မဝတ်ဖက်နဲ့ချစ်နဲ့တက္ကတုံးခေါ်တာပေါ့နော်ဒီကနေ့ခေတ်မှာလည်းအိန္ဒိယသွားတဲ့လူတွေတွေ့ဘူးလိမ့်မယ်ချိန်ဖုံကြီးတွေဆိုအဝတ်မမော့တာနော်အဲ့ဒါသွားဖူးတဲ့လူကရှိသေးနော်ဒီပြရတော့မတွေ့ဘူးထိုင်းဖုံကြီးတပါအဲ့ဒီမှာတယ်လီဗီရှင်းသွားရိုက်တယ်အဲ့ဒီချိန်ဖုံကြီးတွေချိန်ဖုံကြီးနဲ့တူတူထိုင်ပြီးစကားတွေပြောလို့ဥမယ်ဟိုကတော့အဝတ်ဝတ်တာမဟုတ်ဘူးသူကြည်ညိုတဲ့ဒကာဒကမတွေကဆွမ်းကြွေးလို့ရှိရင်လေသူထဲမှာသပိတ်မပါဘူးသပိတ်မပါဘူးလာလို့ရှိရင်သူကလက်ကလေးဖြန့်ရင်အဲ့လက်ထဲစားလိုက်နောက်တစ်ခါလက်ကမ်းလိုက်ထဲလိုက်စားလိုက်လက်ထဲပေးရတာဒါမှမဟုတ်ငယ်ငယ်တုန်းကစာသင်တုန်းကဟတ်ထေတုပိဏာယစရန္တိဆိုတဲ့စကားလုံးလေးပါတယ်လက်တို့ဖြင့်ဆွမ်းခံတယ်ဆိုတဲ့စကားရှိတယ်ယဟန်တွေကိုအဲ့လိုလက်နဲ့ဆွမ်းခံခွင့်မပြုဘူးခင်ဗျာတပိတ်နဲ့ဆွမ်းခံရမယ်လက်နဲ့မဆွမ်းခံရဘူးဘာဖြစ်လို့လဲဆိုရင်အဲ့ဒီနိခန္ဓအာဇီဝကအချင်းချင်းတဲ့ပုဂ္ဂိုလ်တွေကလက်နဲ့ဆွမ်းခံတာသူတို့တပိတ်မဆောင်ဘူးဒကာဒကမသူ့လက်ထဲထည့်ပေးရတာထဲလိုက်စားလိုက်ထဲလိုက်စားလိုက်ပဲအဲ့ဒါစားပြီးတဲ့အခါကျတော့လက်တွေပါတွေခုခေတ်တော့ဆေးပေထမရဲ့ဟိုတုန်းကတော့တင်ပါတုပ်လိုက်ပုံရပါချင်းအဲ့ဒါလို့သူတို့ဟာနေတဲ့ပုဂ္ဂိုလ်တွေဥပကကြီးနဲ့တွေ့တဲ့အခါကျတော့လမ်းမှာဘုရားကိုလည်းမြင်လိုက်ရောဘုရားကအဲ့ဒီအချိန်မှာ35 နှစ်အရွယ်ပေါ့နော်မြင်လိုက်တဲ့အခါကျတော့ငယ်လဲငယ်ငယ်ရွယ်ရှိသေးတယ်35 နှစ်ဆိုအမတန်ရုပ်ကလည်းလှတပ်ပေတယ်ငယ်ငယ်ရွယ်လေးနဲ့ရုပ်စင်းကလည်းလှပဲသူတော်စင်အနေထားနဲ့တီးတီးငိမ့်ငိမ့်ကိုသွားတာအဲ့ဒီခေတ်ကလည်းအလွန်ရှားတယ်ငယ်ရွယ်သူတွေကဘာသာရေးတရားမလုပ်ဘူးလူငယ်လူရွယ်တွေဆိုတာကာမဂုဏ်ချမ်းသာခံစားနေတဲ့အနေထားပဲရှိတယ်ဘုဘကတို့ဆိုတာတက်ကြီးရွယ်အိုတွေဖိုးကြီးဖွားကြီးတွေဖြစ်နေမှအဲ့ဒီတရားကျင့်ကြတာကိုအဲ့ဒီခေတ်ကအဲ့ဒီမှာငယ်ငယ်ရွယ်ရွယ်နဲ့သူတော်စင်ကိုမြင်ရတဲ့အခါသူစိတ်ထဲမှာနည်းနည်းအားသင့်တဲ့အခါကျတော့နေစမအောင်နဲ့ကိုတော့အသားရည်ကြီးလိုက်ရတာလဲဆိုလို့ပြေလို့အိန္ဒိတွေကလည်းပြပြဖြိုးဖြိုးလေးနဲ့ဘသူကိုရည်ညွှန်းပြီးတော့သာသနာပေါင်းဒီယဟန်ပြုတာလဲဘသူတရားကြိုက်တာလဲနဲ့ဆိုတော့သူကမေးမြန်းစုံစမ်းတယ်မေးမြန်းစုံစမ်းတဲ့အခါကျတော့ဘုရားပြောတယ်သူဟာအားလုံးကိုဆွန့်လွတ်ထားတဲ့ပုဂ္ဂိုလ်တူဖြစ်တယ်ပေါ့တရားဓမ္မတွေကိုကိုယ်တိုင်သိထားသည့်အတွက်ကြောင့်ဘသူကိုဆိုတာငါရည်ညွှန်းစရာမရှိဘူးပေါ့လောကမှာငါဟာထူးခြားတဲ့တရားတစ်ခုကိုယ်တိုင်သိလာတဲ့ပုဂ္ဂိုလ်ဖြစ်လို့ငါမှဆရာမရှိဘူးလို့ဒါဘာကိုရည်ညွှန်းပြောတာတုံးဆိုဥရကတို့ရာမပုတ်အာလာရကာလမတို့ဥရကရာမဗုဒ္ဓတို့စီသမထကျင့်စဉ်နိခန္ဓာအဲ့ဒီနီးနဲ့ဒီအသိဉာဏ်တူရတာမဟုတ်ဘူးเนาะကိုယ်တိုင်တီထွင်လိုက်တဲ့နီလန်းနဲ့ဝိပဿနာကျင့်စဉ်ကိုကျင့်ပြီးတော့ဒီသဗ္ဗညုတဉာဏ်တော်ကြီးကိုရဒါကြောင့်မို့လို့သဗ္ဗညုတဉာဏ်တော်ကြီးကိုရလာတဲ့အနုတ္တရသမ္မာသမ္ဗောဓိကိုရတဲ့နေရာမှာဆရာမရှိဘူးလို့ပြောတာ
အဲ့လိုပြောလိုက်တော့ဥပက္ခကြီးကဆရာမရှိဘူးလို့ပြောပြီးတော့ဘုရားကဘာဆက်ပြောတော့ဆိုရင်ဓမ္မစက္ကံပဝတ္တေတုခိစ္ဆာမိကာတိနံပုရကာတိတိုင်းမြို့တော်ကိုငါသွားမလို့တဲ့ဓမ္မစက္ခဆိုတဲ့ဒေသနာဉာဏ်ကိုအသုံးချဖို့အတွက်ကာတိတိုင်းကိုငါသွားမယ်ကာတိတိုင်းရဲ့မြို့တော်ကြီးကိုငါသွားလိုက်မယ်အန္တိဘူတသမိန်လောကသမိန်အာဟင်္ဆံအမတဒုံတုပိလောကကြီးကအမှောင်ကျနေတယ်တဲ့အမှောင်ကျနေတဲ့လောကကြီးထဲမှာငါဟာအမတဒုံတုပိလို့ဆိုတဲ့မသေးရဓမ္မအမြိုက်စီကြီးကိုသွားပြီးတော့တီးခတ်မယ်တရားဟောမယ်လို့ပြောတာနော်အဲ့ဒီစကားနဲ့ပြန်ကြားပြောဆိုလိုက်တဲ့အခါဥပက္ခကြီးကသဘောကျတော့အရှင်ဘုရားကိုဇိနလို့ခေါ်လို့ရမလားဆိုဟောဇိနဆိုကွန်ကာရာအောင်မြင်သူအောင်နိုင်သူဘာတွေကိုအောင်နိုင်သွားတာတုံးဆိုရင်ကြည်ကိလေသာတွေကိုအောင်နိုင်ခဲ့တာဘုန်းကြီးတို့တွေကကိလေသာတွေကိုမအောင်နိုင်ဘူးအရှုံးပေးနေကြရတာနော်ကိလေသာတွေကိုအရှုံးပေးနေကြရတာလောဘဖြစ်လဲလောဘကိုအရှုံးပေးလိုက်ရတာပဲဒေါသဖြစ်လဲဒေါသကိုအရှုံးပေးလိုက်ရတာမောဟဆိုတာတော့မပြောနဲ့တော့အရှုံးပေးနေရတာအမြဲတမ်းနော်အဲ့ဒါလိုကိလေသာတွေကိုအရှုံးပေးနေရတဲ့ရှုံးနေတဲ့လူတွေသာဖြစ်တယ်မြတ်စွာဘုရားကတော့မဟုတ်ဘူးကွန်ကာရာအောင်နိုင်သူကိုယ်စိတ်ကိုအောင်နိုင်သွားပြီစိတ်ကဘုရားရဲ့အလိုတိုင်းဖြစ်ရတယ်သူကစိတ်အလိုတိုင်းမဖြစ်တော့စိတ်ကိုပိုင်ဆိုးသွားတယ်ဘုရားဒါကြောင့်မို့သူကအောင်နိုင်သူအစ်စ်ပဲအလုံးကိုချုပ်ကင်ထားနိုင်တဲ့အနေအထားရှိတယ်ဘုန်းကြီးတို့တွေကိုယ်စိတ်ကိုမချုပ်ကင်နိုင်ဘူးမချုပ်ကင်နိုင်လို့ကိုကအရှုံးသမားပဲအရှုံးသမားဘဝကမလွတ်ကြသေးဘူးဘုရားကြတော့မှတကယ်အနိုင်ရတဲ့ပုဂ္ဂိုလ်ဖြစ်သွားတယ်ဒါကြောင့်မို့သူဟာအနိုင်ရသူဇိနဆိုတဲ့နာမည်ကိုမြတ်စွာဘုရားဟောပြောတယ်ပြောတဲ့အခါကျတော့ဥပက္ခကြီးကသဘောကျငငယ်ရွယ်ရွယ်နဲ့ရဲရဲဝံ့ဝံ့ပြတ်ပြတ်သားသားပြောတယ်သဘောကျတော့မိတ်ဆွေဖွဲ့ပြီးတော့သူသွားမဲ့လမ်းကိုရှောင်ပေးလိုက်တယ်အသက်အရွယ်ကြီးပြီမဲ့သူလေးစားသွားတယ်သူစိတ်ထဲမှာနော်သူကအသက်အရွယ်ကြီးပြီမဲ့ဘုရားလောင်းကအသက်အရွယ်ငယ်ပြီမဲ့သူကလေးစားပန်းစားအယုသိပေးပြီးတော့သူကလမ်းဖယ်ပေးလိုက်တယ်လမ်းမှာဆုံညတာဟုတ်အဲ့ဒီကနေမြတ်စွာဘုရားကုန်းချောင်းကြွသွားတာအဲ့တော့ဒီခကြီးကဘလောက်ဝေးတုံးဆိုလို့ရှိရင်အခုခေတ်အနေနဲ့ပြောမှဆိုရင်ဗာရာဏသီကနေလာတာဘုန်းကြီးမမိသလောက်ဆိုရင်4 နာရီလောက်မောင်းရတယ်ထင်တယ်ကားတော့ကိုယ်ကောင်မောင်းလို့လာတော့မသိဘူးပေါ့နော်အတော်ဝေးတာစာပေထဲမှာဆိုလို့ရှိရင်တော့18ယူဇနာလို့18ယူဇနာဆိုလို့ရှိရင်တယူဇနာကို8 မိုင်နှုန်းနဲ့တွက်ရင်မိုင်တရားကျော်နေပြီအဲ့တော့တနေ့ကိုမြတ်စွာဘုရားကတယူဇနာနှုန်းနဲ့ကြွတာမဟုတ်ဘူး10 ရက်လောက်နဲ့အရောက်သွားတာဆိုတော့တနေ့ကို2 ယူဇနာလောက်ပေါက်အောင်သူသွားတဲ့သဘောရှိတယ်ပေါ့ခမ်းမြန်သွားတယ်ပေါ့တိတ်မနာပဲနဲ့သွားတယ်ညကြမှာခိတ္တခဏနားမယ်ပေါ့ကုန်းကြောင်းသွားတာတခါတော့အိန္ဒိယရောက်သွားတော့အဲ့ဒီဗုဒ္ဓဂယာနဲ့ဗာရာဏသီနဲ့ကိုကုန်းကြောင်းသွားနေကြတဲ့ထိုင်းကဖျားမှုအဖွဲ့တွေ့ဘူးတယ်သူတို့ကုန်းကြောင်းသွားတာတော့တော်တော်သွားကျင်စရာပဲစားစရာတောက်စရာတွေနဲ့ဟိုကကားကဘေးကနေရန်လိုက်လာတာသူတို့ကုန်းကြောင်းသွားတာကုန်းကြောင်းသွားတာအဲ့ဒါသူတို့ရတဲ့နေရာကိုကျွေးဖို့မွေးဖို့ကားတွေနဲ့လိုက်လာအဲ့တော့ဘုရားကိုအားကြပြီးကုန်းကြောင်းလျှောက်တာကုန်းကြောင်းလျှောက်တာအမောပဲဖတ်တယ်မှာပဲတရားတော့ရအောင်မဟုတ်ဘူးနော်ဘုရားကိုပူဇော်တဲ့အနေနဲ့လျှောက်ရင်တော့လေဘုရားကိုအာယုံပြည့်ရင်တော့ကုသိုလ်တော့ရမှာပေါ့နော်အဲ့ဒီဘုရားကနေပြီးတော့ကုန်းကြောင်းလျှောက်ပြီးတော့သွားတာဘယ်ရက်လောက်ကသွားတာတုံးလို့ဆိုလာဆန်း6 ရက်နေ့လောက်ကသွားလာဆန်း6 ရက်နေ့လောက်ကသွားလိုက်တော့ဝါဆိုလာပြီနေ့ဆို10လောက်သွားရတယ်ပေါ့10လောက်ကြာတဲ့အခါကျတော့ခုနကဣတိဗာရာဏသီရောက်သွားပြီဣတိပဒနာတောဘက်ကိုရောက်သွားတယ်နေမဝင်ခင်အဲ့ဒီရောက်သွားတယ်ဆိုပါစို့ရောက်သွားတာနဲ့အဲ့ဒီပိဿဝဂိယတွေကနေပြီးတော့ခလန်းလန်းကြတဲ့ကဂေါရမယဟန်တို့ကြွလာတာကိုမြင်ကြတယ်ပေါ့မြင်တဲ့အခါကျတော့တူတူပြောကြတယ်ဟိုမှာလားနေပြီပေါ့အရင်တော့သူတို့အမတန်ထင်ကြီးခဲ့တာနော်နောက်တော့ဆုံးပြန်စားခဲ့တဲ့ကသူတို့ခွာသွားကြတာဟိုမှာလားနေပြီဒီလိုပဲလျှောက်သွားနေတာနေမှာနဲ့ပြောကြတယ်ကဲလာလို့ရှိရင်
ခီးဦးလည်းမကြိုဆိုနဲ့သူ့လက်ထဲပါတယ်တပိတ်သင်္ကန်းတွေလည်းလှမ်းမယူကြနဲ့ဘယ်သူမှဝေယဝိဆမလုံးနဲ့ဒါပေမဲ့လို့နေရာလေးတော့ခင်းထားမယ်ပေါ့ထိုင်ရင်ထိုင်ဖို့နေရာလေးခင်းထားဘာဖြစ်လို့ဒီလိုလောက်တာတုံးလို့ဆိုတော့ကြည့်လူဆိုတာလေဒီမြတ်စွာဘုရားကတိဋ္ဌထမင်းသားဘဝကလာတာကိုမင်းသားဆိုတော့သူတို့ကခေါင်းထဲမှာကိုအလုံးလုံးကိုအယူသေးပေးနေရဒီပုံနာတွေကသူတို့ကမင်းကိုခစားရတဲ့လူတွေပဲလေဖះလောင်းလေးကိုခစားရတယ်သုတ္တရဏမင်းကြီးစီခစားဝင်ရတဲ့ဗြဟ္မဏ်တွေကိုသူတို့ကပိဿဝဂီတွေဆိုတာတခြားမှမဟုတ်တာအဲ့ဒီတော့ကဘုရားလောင်းလေးမွေးဖွားတော့ကဘေရင်ဟောတဲ့8ယောက်ထဲက9ယောက်ကိုအငယ်9ယောက်အငယ်9ယောက်လို့လဲဆိုတယ်အငယ်9ယောက်ရဲ့သားတွေလို့လဲပြောတယ်ပေါ့သို့တော့သူတို့9ယောက်ဖြစ်လောက်ပြီအဲ့တော့အဲ့ဒီအချိန်မှာသူတို့ကအသက်40ကျော်50ပတ်ဝန်းကျင်ဖြစ်မယ်ဘုရားလောင်းလေးမွေးဖွားတဲ့အချိန်မှာသူတို့အသက်40ကျော်လောက်တော့ရှိလောက်နေပြီပေါ့ဘုရားလောင်းလေးတောထွက်တဲ့အခါဘုရားက35နှစ်ဆိုသူတို့ဟာအသက်80ကျော်80အရွယ်တွေဖြစ်နေကြပြီပေါ့ပင်စဝဂီတွေဟာတော့အဲ့ဒါကြောင့်မို့လို့လာနေပြီကမ္မထအလုံးမလုံးဖဲနဲ့ရှောက်သွားနေတယ်ဘယ်တော့မှတရားဓုလည်းရမှာမဟုတ်ဘူးလာခြင်းလာပါစေခီးမကြိုးစုံနဲ့ပေါ့ပြစ်ထားလိုက်ပေါ့နော်ဒါဒီလိုပဲစိတ်ဓာတ်ရှိကြတာပဲလေပုရုဇဉ်တွေကသို့တော်နေရာလေးတော့ခင်းတာသူကမင်းသားဘွားလာတာဟုတ်ဆိုတော့သူတို့အဲ့လိုအချင်းချင်းတိုင်ပင်ထားတာအနီးလေရောက်ရောဘယ်သူမှမနေနိုင်ဘူးတဲ့အနာနာကြိုတဲ့လူကကြိုတပိတ်လှမ်းယူတဲ့လူကလှူသူတို့ဘာစီသူတို့ဂရိဖြတ်ပြီးသားဖြစ်သွားတယ်ရောက်တဲ့အခါကျတော့ဖះကိုငကိုကလေးကလေးစားရတဲ့ပုဂ္ဂိုလ်ဖြစ်သည့်အတွက်ကြောင့်အလုံးဝေယဝိဆတွေလုပ်ပြီးထိုင်ပြီးစကားစမြည်ပြောတဲ့အခါဘုရားကဘာပြောတော့ဆိုငါတရားဓုတရားမြတ်ရခဲ့ပြီငါတရားဟောမယ်မင်းတို့နားထောင်ကြလို့ဆိုအဲ့ဒီကြတော့လက်မခံမဟုတ်နိုင်ဘူးမဟုတ်နိုင်ဘူးသူကညင်းတယ်အရင်တော့ကျင့်တာမှမရဘူးခုလိုလျှောက်သွားနေပဲရမလဲပေါ့ဘုရားလောင်ကမဟုတ်ဘူးငါရခဲ့ပြီမင်းတို့ငါတရားဟောမယ်ဆိုတာပြောလို့မရဘူး3ခါလောက်ပြောတာကိုမရဘူးမရတဲ့အခါကျတော့ဘုရားကဘာမင်းရှိလိုက်တော့ဆိုရင်ကဲနေစမ်းမအောင်တဲ့ငါတို့တခုမေးမယ်တဲ့တရားကျင့်နေတုန်းကမင်းတို့စိတ်မပြတ်ကြနဲ့မကြခင်ငါတရားဓုရမယ်လို့မင်းတို့များအားပေးစကားပြောကြတာရှိသလားဆိုတော့အဲ့ကြတော့သူတို့ခေါင်းထဲမှာစဉ်းစားလာတာဟုတ်တယ်သူဘယ်တော့မှမပြောဘူးသူ့လို့ပဲသူလုပ်တယ်အခုဒီတစ်ခါရလို့ပဲပြောတာနေမှာပဲဆိုတဲ့ယုံကြည်ချက်ကလေးရလာဒါဘာဆိုလို့တာတော့ဆိုရင်မယုံကြည်ရင်မရဘူးလောကလူတွေမှာယုံကြည်ဖို့ကအမှန်တန်အရေးကြီးတယ်ယုံကြည်ရမယ်ဒါကြောင့်မို့ဘုရားကဇမားကြီးကိုတရားဟောမယ်လို့အာမခံလိုက်တဲ့အချိန်မှာဘာပြောလိုက်တော့ဆိုရင်နော်ရေသောတာဝန်တော်ပမုံစံတို့တတ္တာတဲ့ယုံကြည်ချက်ကိုငါစိတ်လွတ်ထားကြယုံကြည်ချက်ထားကြငါပေါ်မှာယုံကြည်ချက်ထားလို့ဆိုလို့သူ့မှာမယုံကြည်ရင်ပဲအာကုန်တယ်ဥပမာလူတွေကယောဂဖြစ်လို့ဆရာဝန်စီသွားရင်ဆရာဝန်ယုံကြည်လို့သွားတာပေါ့ဘယ်ဆရာဝန်ကကောင်းတယ်ဘယ်ဆရာဝန်ကဆေးပေးကောင်းတယ်ဘယ်ဆရာဝန်ကူရင်ပြောက်တယ်ဆိုရင်ယုံကြည်ချက်နဲ့သွားနေတာဟုတ်ချင်မှလည်းဟုတ်ပါပေါ့ဟုတ်လားအဲ့တော့ယုံကြည်ချက်ဟာအမှန်တမ်းအရေးကြီးတယ်လို့ဆိုတာဒါကြောင့်မို့မြတ်စွာဘုရားပေါ်မှာဘုရားဟာဒီလိုပြောလိုက်တော့မှသူတို့ယုံကြည်ချက်ရသွားတယ်ယုံကြည်သွားတယ်ယုံကြည်သွားတဲ့အခါကျတော့အလုံးထိုင်ကြတယ်အဲ့ဒီအချိန်လေးဟာဘယ်အချိန်တုန်းဆိုလို့ရှိရင်မိဂရာဟုံမှာနေဝင်ဖြိုးပြအချိန်လေးဖြစ်လာအနောက်လောကရကိုနေကြီးကဝင်းနေပြီဣတိပတနာတော်ကနေလှမ်းကြည့်လိုက်နေဝင်တယ်နေဝင်တာမမြင်ဘူးတဲ့လူတွေကကြမ်းကြမ်းပန်းပန်း sunset beauty ဆိုသွားကြည့်သေးတယ်နော်နေဝင်နေပြီနေဝင်နေတဲ့အချိန်လာပြီနေကြီးဖြစ်နေတော့အရှိလောကရကလည်းလာဝန်းကြီးပေါ်လာတယ်အဲ့ဒီအချိန်မှာတပည့်စัจ जा တရားစဟောတယ်လို့ဆိုတာဟုတ်မြတ်စွာဘုရားသခင်ကိုယ်တော်မြတ်တရားဟောမလို့ထိုင်လိုက်တဲ့အချိန်လေးမှာပဲစัจ java လာတိုက်1000မှာမြတ်စွာဘုရားတရားဟောမဲ့အနေထားကိုအလုံးနတ်တွေမြမာတွေသိလို့အလုံးဟာရောက်ရှိလာကြတယ်အဲ့ဒါလို့ရောက်ရှိလာတော့လူသားတွေအနေနဲ့ပြောမယ်ဆိုလို့ရှိရင်တော့ပင်စဝဂ္ဂီ၅ပါးပဲရှိတယ်ပေါ့အဲ့ဒီချိန်မှာအဲ့ဒီပင်စဝဂ္ဂီ၅ဦးကလည်း
ဖះအလောင်းကစဉ်းစားကြည့်ဖះအလောင်းကအဲ့ဒီချိန်မှာ35နှစ်ဖះက35နှစ်ပဲရှိသေးတယ်မြတ်စွာဘုရားပိဿဝဂီတွေကအသက်80ကျော်80တွေဖိုးကြီးတွေနော်ထိုခေတ်ကကျမ်းမာကြလို့ပေါ့သက်80ကျော်တွေအရွယ်တွေအဲ့တော့သူတို့ကိုတရားဟောတော့မယ်တရားဟောတဲ့အခါမှာအဓိကဘာပြောလဲဓမ္မစက္ကလို့ဆိုတဲ့ဒေသနာဉာဏ်တော်ကြီးကိုစတင်ပြီးတော့အသုံးချအဲ့ဒီဓမ္မစက္ကဆိုတဲ့ဒေသနာဉာဏ်တော်ကြီးကိုစတင်အသုံးချတာကိုပဲဓမ္မစက္ကပောဒနာလို့ပြောတာနော်ကဲစတင်အသုံးချပြီဆိုတော့ဘုရားကဘာစာတော့ဆိုဒွေမိဘိက္ခွေအန္တာပပစ္စည်းဒေနနသိဝိတ္တပါတိတိလင်းလင်းပြောလိုက်တာနော်ကာမဂုဏ်အာယုန်တွေကထွက်ခွာပြီးတော့လူပေါင်းကခွာရှောင်လို့ရဟန်းပေါင်းရောက်လာတဲ့ပုဂ္ဂိုလ်တွေဟာမလုံးရမယ့်ဟာနှစ်ခုရှိတယ်အဲ့ဒီအလုံးနှစ်ခုမလုံးနဲ့လို့ပြောဘာဖြစ်လို့မလုံးရဘူးလို့ပြောတာတုံးဆိုဘာအသိဉာဏ်တူးမှရမှာမဟုတ်ဘူးဘာအကျိုးမှရမှာမဟုတ်ဘူးဒါတွေလှုပ်လို့အဲ့ဒါကိုအနုယောဂ2မျိုးလို့ခေါ်တယ်အနုယောဂ2မျိုးကဘာလဲလို့ဆိုရင်ဘုရားကဓမ္မစကြာဟောတဲ့နေရာမှာမလုပ်ရတာ2ခုကိုအရင်ပြောတယ်ပြီးတော့လမ်းလျှောက်လမ်းရမယ့်လမ်းကြောင်းကိုတတ္တိယပြောတယ်နော်မသွားရမယ့်လမ်းကိုပထမပြောပြီးတော့သွားရမယ့်လမ်းကိုဒုတိယပြောတယ်ဒါဘုရားရဲ့အဆုံးအမတိုင်းဟာဒီတိုင်းပဲရှောင်ရမှာနဲ့ဆောင်ရမှာ2ခုရှောင်ရမှာကိုအရင်ပြောလို့ရှိတယ်အမြဲတမ်းကြည့်လေမင်္ဂလာတုတ်ပဲကြည့်အသေဝနာသဘာလနံဗာဏိတနေသသေဝနာဆိုဟေးလူပိုက်ကိုမပေါင်းနဲ့ဆိုတာနံပါတ်1ထားပြောတာဒါမလုံးရမယ့်ဟာကိုအရင်ပြောရတယ်ပြီးပြီဆိုတော့မှလုံးရမယ့်ဟာကိုပြောရဒါကလမ်းညွန်တဲ့ပုဂ္ဂိုလ်တွေရဲ့ကျင့်လိုက်တဲ့ထုံတန်းစင်လာတစ်ခုလို့ဒီလိုဆိုလို့တယ်ဟိုပြောချင်ဟာပြောတာမဟုတ်ဘူးမလုံးရဘူးဆိုတာကိုအရင်ပြောရမယ်လုံးရမယ်ဆိုတာကိုဒုတိယပြောရမယ်ဒါလည်းသိတဘာဝကြတယ်သိ reasonable ဖြစ်တယ်ပေါ့ဘာဖြစ်လို့တော့ဆိုတာကြည့်လေမလုံးရတာကိုသွားလှုပ်လို့ရှိရင်ကိုချိုးနေတယ်လေလှုပ်ရတာကမလှုပ်ဘူးဆိုတာကနည်းနည်းသက်သာအောင်ပဲပေါ့ဆိုပါစို့အစိတ်ဆိုပါစို့အစိတ်ဆိုတာနဲ့စားစရာဒီ2ခုဟာဒါကအစိတ်ဟိုဟာကအစားဆိုလို့ရှိရင်အစားစားဖို့ပြောဖို့တယ်ဒီအစိတ်ကိုမစားမိဖို့ကပိုအရေးကြီးတယ်လေဒါကြောင့်မို့ဒါကိုအရင်ပြောရမှာဒါမလုံးနဲ့ဒါမလုံးနဲ့ဆိုတာမလုံးနဲ့ဆိုတာကိုအရင်ပြောရလှုပ်ဆိုတာကိုဒုတိယပြောရအဲ့ဒီတိုင်ပဲတပည့်ဆက်ကြမှာမြတ်စွာဘုရားကအေးဒီလမ်း2လမ်းကိုတော့မင်းတို့မသွားနဲ့ဘာပစ္စည်းတာလို့ဆိုရင်ကာမဂုဏ်အာယုန်တွေကထွက်ခွန်လာတဲ့ပုဂ္ဂိုလ်တွေကဒီလမ်း2လမ်းကိုမရှောင်မိစေနဲ့ဒီအလုံး2လုံးကိုမလုံးနဲ့အဲ့ဒါနံပါတ်1ပြောလိုက်ပြီးတော့လုံးရမယ့်အလုပ်ကနောက်ထပ်ပြောတယ်ရှောက်ရမယ့်လမ်းကိုအရင်ပြောတယ်ပြီးတဲ့အခါကျတော့မှမြတ်စွာဘုရားသစ္စာဒေသနာလို့ဆိုတဲ့အတိုင်းသစ္စာ4ချက်ကိုရှင်းပြတာအဲ့တော့ဘုရားဟောပုံကအမတန်မှရှင်းရှင်းလေးဓမ္မစကြာမှာဓမ္မစကြာရဲ့အနှစ်သာရကိုချုပ်ကြည့်မယ်ဆိုလို့ရှိရင်အတိညာရဖို့ရာအတွက်လွဲမှားနေတဲ့လူတွေအများလိုက်စားနေတဲ့လွဲမှားနေတဲ့လုပ်ငန်းကြီး2ခုလွဲမှားနေတဲ့အကျင့်2မျိုးကိုဖယ်ရှားလိုက်ပြီးတော့မှန်ကန်တဲ့အကျင့်တစ်ခုကိုချပြတယ်အဲ့ဒါလို့ချပြပြီးတဲ့အခါကျတော့အမှန်တရား4ချက်ကိုရှင်းပြတယ်ပေါ့အမှန်တရား4ချက်ကိုရှင်းပြပြီးတဲ့အခါမှာအဲ့ဒီအမှန်တရား4ချက်နဲ့ပတ်သက်ပြီးတော့လှုပ်ဆောင်ရမယ့်အရာဒါကိုရှင်းပြတယ်လှုပ်ဆောင်ရမယ့်အရာရှင်းပြပြီးတော့ကိုတော်မြတ်အနေနဲ့လှုပ်တဲ့နာကိုလှုပ်ပြီးပြီဆိုတာကိုတစ်ခါပြောတယ်အမှန်တရား4ချက်နဲ့ပတ်သက်ပြီးတော့ဒီအသိဉာဏ်3မျိုးဘာလို့ဆိုရင်စာလို့ပြောရင်လှုပ်တဲ့နာဘာလို့ရမလဲလှုပ်ပြီးပြီလို့သိတာတစ်ခုလှုပ်တဲ့နာတစ်ခုเนาะဟိုဟာတွေကအမှန်တရားဆိုတာကနံပါတ်1ဒါကိုသစ္စာဉာဏ်လို့ခေါ်တယ်သစ္စာဉာဏ်ဆိုတာအမှန်တရားဆိုတာဘယ်ဟာလဲဒါကိုအရင်သိရမယ်အဲ့ဒီအမှန်တရားမှာပထမဘာလှုပ်တဲ့တယ်လဲနံပါတ်2ကိုစမ်းစစ်ကြည့်ဘာလှုပ်ပြီးပြီလဲ3မျိုးအဲ့ဒါကိုတိပရိဝတ္တသစ္စာဉာဏ်ကိစ္စဉာဏ်ကတဉာဏ်လို့ခေါ်တယ်ဟောအဲ့ဒီအသိဉာဏ်3မျိုးနဲ့အမှန်တရားကို
ကြည့်လိုက်တဲ့အခါမှာသစ္စာက၄မျိုးသိတဲ့ဉာဏ်က၃မျိုးစီနဲ့ပေါင်းလိုက်မြောက်လိုက်တဲ့အခါကျတော့3 4 7ဟောအဲ့ဒါကိုဒွါရတကာရလို့ပြောတာနော်အဲ့ဒီလိုသစ္စာနဲ့ပတ်သက်ပြီးတော့အခြေအနေ12ရပ်ကိုပိုင်နိုင်သိပြီဆိုတော့မှဖျားဆိုတာသမ္မာသမ္ဗောဓိဉာဏ်ကြီးကိုရရှိပြီဆိုတာကိုသူဝန်ခံတာတဲ့အဲ့တော့သူဖျားဖြစ်တယ်ဆိုတာကိုသက်သေပြတယ်မြတ်စွာဘုရားကသူကအသိဉာဏ်တူကြီးကိုရခဲ့ပြီဆိုတာကိုသက်သေပြတယ်ဟုတ်တယ်ဗောဉာဏ်ရတယ်ဆိုတာဘာနဲ့တိုင်းတာမှာတော့နော်ခုခေတ်တော့သံဝဲအောင်ထားတယ်ဆိုလို့ရှိရင်ဗာပြ certificate ထုတ်ပြဟုတ်လားဘာအောင်ထားတယ်ဆိုတာ certificate ပဲထုတ်ပြတာမြတ်စွာဘုရားကသဗ္ဗညုတဉာဏ်တော်ကြီးကိုသူရပြီဆိုတာကိုဘာနဲ့တိုင်းတာပြတော့ဆိုခုသစ္စာနဲ့တိုင်းတာပြလိုက်တယ်ဒါတွေငါမသိသေးဘူးဆိုရင်ငါဘုရားလိုဝန်မခံဘူးတဲ့ဒါတွေသိပြီးဖြစ်လို့ငါဘုရားလိုဝန်ခံတာဒါသက်သေပြတာလို့ခေါ်တယ်ပေါ့ဓမ္မစကြာရဲ့အနှစ်သာရကအဲ့ဒါပဲကဲကောင်းပြီမြတ်စွာဘုရားကပင်စဝဂ္ဂီတွေကိုဒီအလုပ်တွေကိုမလုပ်ကြနဲ့ဒီလမ်းကြောင်းတွေကိုမလျှောက်နဲ့တဲ့နံပါတ်1လမ်းကြောင်းကဘာလို့ဆိုရင်ကာမတုခံလိကနုယောဂစိန်ခံတဲ့လမ်းကြောင်းကာမဂုဏ်ချမ်းသာတွေခံစားပြီးတော့ကာမဂုဏ်နဲ့နေမျောနေတဲ့လမ်းစဉ်မလုံးနဲ့ဘာဖြစ်လို့မလုံးနဲ့လို့ဆိုလို့ဘာညာမှရမှာမဟုတ်ဘူးပျော်တော့ပျော်ရမှာပေါ့နော်ပျော်တာတော့သိချတယ်ဘာလို့ဆိုလူတွေဘာလို့နေပြောနေတာမျက်စိကနှစ်သက်စရာအာယုန်နေစိတ်ထဲမှာချမ်းသာဒုက္ခရကြတယ်နားကလည်းပဲဟုတ်လားနားထောင်ခြင်းနဲ့သချင်းလေးနားထောင်ပြီးတော့ချမ်းသာဒုက္ခရနေကြတယ်နှာခေါင်းကလည်းမွေးကြိုင်တဲ့အနံ့ကလေးလျှာကလည်းကောင်းတာမြတ်တာလေးစားခန္ဓာကိုယ်ကလည်းအထီးတွေ့ဤညံ့ညံ့နဲ့နေဒီလိုဟာတွေကာမဂုဏ်အာယုန်တွေထဲမှာခံစားပြီးတော့စိန်ခံပြီးတော့နေလို့ရှိရင်ဘာအသိဉာဏ်မှရလာမှာမဟုတ်ဘူးလို့ဒီလိုပြောတာနော်အသိဉာဏ်ရခြင်းလို့ကြိုးစားအားထုတ်မယ်ဆိုရင်အဲ့ဒီလမ်းကိုလိုက်နေလို့ကတော့အသိဉာဏ်မရနိုင်ဘူးလို့ဒါပြောတာဆိုလိုရင်းကအသိဉာဏ်မရနိုင်တာကိုပြောတာနော်အသိဉာဏ်မရနိုင်တဲ့လမ်းစဉ်ပဲတဲ့ဒီထဲမှာဒိဋ္ဌဓမ္မနိဗ္ဗာန်ဝါဒသမားတွေကဆိုသေးတယ်လူဆိုတာသိရင်ပြတ်သွားတာဒီဘဝပဲနောက်ဘဝဆိုတာမရှိဘူးနော်ဒိဋ္ဌဓမ္မနိဗ္ဗာန်သမားတွေကလူဆိုတာသိပြီးတဲ့နောက်မှာမဖြစ်တော့ဘူးအဲ့တော့အခုဖြစ်နေတဲ့ဘဝလေးမှာပျော်ပျော်နေကာမဂုဏ်အာယုန်ခံစားဝဝလင်းလင်းခံစားနော်အနောက်တိုင်းကလူတွေပြောလို့ရှိတဲ့စကား life is too short enjoy yourself အဲ့ဒီစကားကိုတွင်တွင်ပြောနေသူတို့ life is too short ဒီဘဝဆိုတာတူတူလေးပဲ enjoy yourself ပျော်ပျော်နေနောက်ဘဝဆိုတာမရှိဘူးတဲ့ဒီဘဝမှာပျော်သလိုနေနော်ပျော်သလိုနေနောက်ဘဝကိုမစင်စားနဲ့လို့ဆိုတဲ့ပုဂ္ဂိုလ်တွေကကာမတုခံလိကနုယောဂအကျင့်ကိုကျင့်တာပဲသူတို့ကကာမတုခံလိကနုယောဂဆိုတာကာမဂုဏ်အာယုန်တွေထဲမှာချမ်းသာဒုက္ခခံစားနေသေးသမျှကာလပတ်လုံးအသိဉာဏ်ဟာဘယ်တော့မှမပေါ်ပေါက်နိုင်ဘူးလို့ဒါပြောတာဘာဖြစ်လို့လဲဆိုကြည့်လေကာမိသန္တာဆိုတာကိုဘုရားနိဝရဏလို့ဟောထားတာလေကာမဂုဏ်အာယုန်ဒီပေါ်မှာတက်မဲ့နေတဲ့တဏှာဆန္ဒရှိနေသေးသမျှကာလပတ်လုံးပညာယဒုပ္ပလိကရဏတဲ့အသိပညာတွေအပြော့သွားအသက္ခုကရဏဉာဏ်မျက်စိဘယ်တော့မှမပေါ်ဘူးအဉာဏကရဏဉာဏ်ကိုမဖြစ်စေနိုင်ဘူးတဲ့ဒါကြောင့်မို့အသိဉာဏ်ကိုရဖို့ရအတွက်ဒါအဆုတ်အပိတ်ကြီးတစ်ခုဒါကြောင့်မို့အဲ့ဒီလမ်းကြောင်းကိုမလျှောက်နဲ့အဲ့ဒီအလုပ်ကိုမလုပ်နဲ့လို့ပြောတာကာမေတုကာမတုခံလိကနုယောဂောကာမဂုဏ်အာယုန်တွေနဲ့ပတ်သက်ပြီးတော့ချမ်းသာဒုက္ခခံစားနေမယ်ဆိုလို့ရှိရင်ဘယ်လို့မှအသိဉာဏ်ရလာမှာမဟုတ်ဘူးဆိုပြီးတော့အပြစ်၅မျိုးကိုလည်းထောက်ပြထားတယ်ခင်ဗျဟိနောတဲ့ဒီကိစ္စတွေဟာအမတန်အောက်တန်းကြပါတယ်ကာမဂုဏ်အာယုန်ခံစားတဲ့ဟာအမတန်အောက်တန်းကြတယ်ဘာဖြစ်လို့တော့စဉ်းစားကြည့်လေတိရစ္ဆာန်တွေလည်းပဲခံစားကြတာပဲလေအစင်းမြင့်တဲ့ပုဂ္ဂိုလ်မှမဟုတ်ဘူးကျန်တဲ့ပုဂ္ဂိုလ်တွေလည်းသူ့အတိုင်းတာနဲ့သူခံစားနေကြတာကြီးပဲအကုန်လုံးခမောတဲ့အပေါင်းနဲ့အသင်းနဲ့အိမ်နဲ့ယာနဲ့အဲ့လိုနေတဲ့ပုဂ္ဂိုလ်တွေရဲ့အမှုအကျင့်မှာတဲ့ဟောရွာတွေကလူတွေဆိုပျော်သလိုနေကြတာလေ
တီလိုမှုတ်လို့ကခုံလို့သားနဲ့သမီးနဲ့ပျော်လို့ပါလို့ဒီလိုနေကြတာခံမောပောထုစနိကောအများစုကြိုက်တဲ့ကိစ္စတစ်ခုပဲဟုတ်တာပေါ့ majority ကဒါပဲနော်ပြောစရာဆိုတာအမျိုးမျိုးရှာကြတဲ့လူတွေကဘောလုံးပွဲကြည့်ပြီးပြောတဲ့လူကလည်းရှိတာပဲအစုံပဲပေါ့နော်ဟိုအာဖရိကတော်ရညီတဲ့သွားပြီးတော့ပြောတဲ့လူကလည်းရှိတာပဲဧဝရတောင်တက်ပြီးတော့ပြောတဲ့ပုဂ္ဂိုလ်ကလည်းရှိတာစိတ်ပျော်ရအောင်လူတွေကလှုပ်နေကြတာပဲလေစိတ်ပျော်ရအောင်လှုပ်တာအဲ့ဒါတွေအားလုံးဟာကာမတုခလိကနုယောဂပဲပေါ့ကိုပြောတာကိုရွေးချယ်ပြီးတော့လှုပ်တာဓမ္မနဲ့မပတ်သက်တာတွေပဲပောထုစနိကောအနရိယောတဲ့အရိယာဖြစ်အောင်ဘယ်လိုမှမစွမ်းဆောင်နိုင်ဘူးအဲ့ဒီအကျင့်ကြီးကအနတ္ထတန်ဟိတောဟောအသိဉာဏ်တူကိုရခြင်းဆိုတာနဲ့ဘာမှမပတ်သက်ဘူးတဲ့ဘာအသိဉာဏ်မှထွက်လာမှမဟုတ်ဘူးတဲ့လောကီအသိဉာဏ်ကိုပြောတာမဟုတ်ဘူးဓမ္မအသိဉာဏ်ကိုရမှာမဟုတ်ဘူးလို့ပြောတာနော်ဒါကြောင့်မို့လို့ဒီအကျင့်ကိုမကျင့်နဲ့တဲ့ဟောနောက်တစ်ခုကျတော့အတ္တကိလမထာနုယောဂကာမဂုဏ်အာယုန်တွေကိုဖယ်ရှားပြီးတော့ခန္ဓာကိုယ်ကြီးကိုညှင်းဆဲပြီးတော့အသိဉာဏ်ရအောင်ကြိုးစားတဲ့ပုဂ္ဂိုလ်တွေကတပိုင်းရှိသေးတယ်အတ္တကိလမထာခန္ဓာကိုယ်ပင်မအောင်လုပ်တယ်ပင်မလိုက်တာနဲ့တပြိုင်နက်လူတွေမှာတအားပင်မလာပြီဆိုလို့ရှိရင်ပျော်ခြင်းပါခြင်းတဲ့စိတ်ကကုံသွားတယ်မဟုတ်လားအေးတိတ်ပင်မနေလို့ရှိရင်ဘလောက်ကောင်းတဲ့ရုပ်ရှင်ပြနေနေအိတ်တော့လားနော်ပင်မနေပြီဆိုလို့ရှိရင်လေအဲ့ဒါလို့ပင်မခံလိုက်လို့ဒီစိတ်တွေကုံသွားတာကိုပဲသူကကိလေသာကုံနေထင်းနေတာထင်းနေသည့်အတွက်ကြောင့်ခန္ဓာကိုယ်ပင်မအောင်အမျိုးမျိုးကျင့်ကြံကြိုးကိုအားထုတ်တယ်ခန္ဓာကိုယ်နှိပ်စက်တယ်အဲ့ဒါလို့နှိပ်စက်ခြင်းဖြင့်လည်းပဲအသိဉာဏ်တူရလာမှာမဟုတ်ဘူးတဲ့မလို့အဖက်နဲ့အပင်မခံเสียမလို့ဘူးလို့ဘုရားဒီလိုဟောတာအဲ့ဒါကိုအပြစ်ကို၃ချက်နဲ့ထောက်ပြထားတယ်ဒုက္ခတကယ်ကိုဒုက္ခဖြစ်တဲ့အလုပ်ကြီးပဲတဲ့အနာရိယောအရိယာဖြစ်ကိုလည်းမပေးနိုင်ဘူးအနတ္ထတန်ဟိတောထူးခြားတဲ့အသိဉာဏ်ဆိုတဲ့အကျိုးကျေးဇူးနဲ့လည်းဘာမှမပတ်သက်ဘူးမရနိုင်ဘူးတဲ့ဟောဉာဏ်ထူးခြားတဲ့အသိဉာဏ်ကိုမပေးနိုင်လို့ဒီလမ်းကြောင်းနှစ်ကြောင်းကိုရှောက်နေလို့ပြောတာနော်ဒီလမ်းနှစ်လမ်းလျှောက်လို့ကတော့ဘာမှထူးခြားတဲ့အသိရမှာမဟုတ်ဘူးဒါကြောင့်မို့ဒီလမ်းနှစ်လမ်းကိုမလျှောက်နဲ့ဣတိခောဥဘောအန္တိအနုပခမအဲ့ဒီလမ်းနှစ်လမ်းကိုဖယ်ရှားပြီးတော့မစ္စည်းမပฏิပဒါလို့ခေါ်တယ်ချမ်းသာခံစားတဲ့လမ်းလည်းမဟုတ်ဘူးခန္ဓာကိုယ်ညှဉ်းပန်းတဲ့လမ်းလည်းမဟုတ်ဘူးခံစားတဲ့နဲ့ချမ်းသာခံစားရမယ်ညှဉ်းပန်းတဲ့အခါညှဉ်းပန်းရမယ်ဒီလိုဆိုလိုတယ်အလယ်လမ်းဆိုတာကနော်ပင်မဆင်းရဲခံပြီးလုံးရင်လုံးရမယ်ဒီတချို့ကပြောတယ်ကမ္မထာအထုတ်တာမလေးကမ္မထာထုတ်တယ်ဆိုတာမြတ်မြတ်တာအထုတ်ရတဲ့အတ္တကိလမထာဖြစ်တဲ့အကြာကြီးမထိုင်နဲ့လို့ပြောတဲ့လူကရှိသေးနော်အဲ့ဒါလို့မဟုတ်ဘူးဘုရားကတရားထုတ်ပြီဆိုရင်အယိုးကြည်ကြည်အေးခန်းခန်းလမ်းစဉ်မှန်းနေပြီဆိုရင်ဒါခန္ဓာကိုယ်အညှင်းဆဲရမရောက်ဘူးအကျိုးရှိတာကိုအကျိုးမရှိဘဲနဲ့တက်တက်ခန္ဓာကိုယ်ကိုညှဉ်းပန်းနှိပ်စက်ပြီးတော့ဒီစိတ်ဓာတ်တွေကုံဆုံးသွားအောင်မူးမေ့သွားအောင်လုပ်တဲ့ဟာမျိုးကိုဆိုလိုတာမလိုအပ်ဘဲနဲ့ဒုက္ခခန္ဓာတွေကိုပြောတာအေးကောင်းပြီအဲ့ဒီအတ္တကိလမထနုယောဂကာမတုခလိကနုယောဂဆိုဒီလမ်းနှစ်သွဲကိုမချင်းကပ်ဘဲနဲ့မစ္စည်းမပฏิပဒါဆိုတဲ့လမ်းကလျှောက်ပါလို့ကိုရောတိုင်းရှာဖွေတွေ့တဲ့လမ်းကိုဒီဓမ္မစကြာမှာရှေးဥစွာမြတ်စွာဘုရားဟောကြားတော်မူခဲ့ပါတယ်နောက်ရဲ့ကြမှာဘုန်းကြီးတို့တွေအဲ့ဒီမစ္စည်းမပฏิပဒါဆိုတဲ့မြတ်စွာဘုရားတွေ့ရှိထားတဲ့လမ်းရဲ့အကျိုးအကြောင်းနဲ့သစ္စာဒေသနာကိုထပ်ပြီးတော့ရှင်းပြီးတော့ဟောကြားပါမယ်ဒါကြောင့်တရားချစ်ခင်သူတော်စင်ပြိဿပေါင်းတို့သည်သစ္စာဒေသနာဓမ္မစကြာဆိုတဲ့နေရာမှာမြတ်စွာဘုရားသခင်ကိုရောမြတ်သည်ကိုရောတိုင်းကျင့်သုံးခြင်းဖြင့်ပฏิဝေဒဉာဏ်ဆိုတဲ့ဓမ္မစက္ကကိုရရှိပြီးတဲ့နောက်မှာတတ္တဝါတွေရဲ့အကျိုးကိုမျှော်ကိုးပြီးတော့ဒေသနာဉာဏ်ဆိုတဲ့ဓမ္မစက္ကကိုအသုံးချပြီးတော့ဟောပြောတဲ့အကြောင်းကိုသိရှိကြည်ညိုကြရသဖြင့်မိမိတို့ကိုယ်တိုင်မြတ်စွာဘုရားဟောကြားတော်မူခဲ့တဲ့တရားအတိုင်းလိုက်နာကျင့်သုံးခြင်းဖြင့်နိဗ္ဗာန်ချမ်းသာကိုကိုယ်စီကိုယ်ငါမျက်မှောက်ပြုနိုင်ကြပါစေကုန်သတည်းကမေတ္တာပို့ရအောင်
တတ္တဝါများစွာသေရန်ကွာချမ်းသာကြပါစေမေတ္တာကြီးချမ်းသုံးငါဖြံငြိမ်းချမ်းကြပါစေသက်ရှိချမ်းသာစိတ်ချမ်းသာတို့ရဆန္ဒပြည့်ပါစေဘုံလန္တာဒုက္ခပင်ကစားမေတ္တာပုံနေတုသင်္ကမမနောတရတိတဗေတံဘဝယံတုဒုက္ခန္တကာမေတ္တာပုံနေတုသင်္ကမစုပေါင်းပူအပ်မေတ္တာတဟုရောင်ပြူပါဝင်းငွေလာမင်းနှင့်ရောင်ချင်းရှဲယုံပေါင်းဆောင်ရအခြင်းကြောင့်တဗေတံကျွင့်မဲ့ဥသုံးလုံးစုံများစွာတတ္တဝါတို့၏မနောတရတိမြင်မြတ်ဖြူစင်အေးကြည်လင်းသည့်ရေစင်ကြည်တင်းစိတ်နှလုံးတည်ဟုသောရေအိုင်ကြီးအတွင်း၌ဒုက္ခပင်ကစားစင်ထာဝရအေမြကြည်သာတာယာပွင့်လန်းချမ်းသာဒုက္ခဒီဟုသောကုမုဒ္ဒရာကြာပန်တို့သည်ဖုံးလန္တဝန္တာရွှင်မြူဝမုံလူလျက်ကြည်နူးပွဲကြုံဖူးပွင့်ကြကုန်သည်ဖြစ်ပေဒုက္ခန္တကလေးအောင်လေးတဲ့ရောရှက်သင်ပြန့်ပိတိတိဟုသောယနံတို့သည်ဘဝယံတုကောင်းစွာမဲ့သွေကြိုင်လိုက်၍နေကြပါစေကုန်သတည်း